ခွာဒီတခုကကျွန်တော်တို့ရဲ့ဒုတိယမြောက် season ပါဒီ season မှာကျွန်တော်တို့ရဲ့ Sunday School ဆရာဖြစ်ခဲ့တယ်အခုလည်းကျွန်တော်တို့ရဲ့ဆရာဖြစ်နေတဲ့မဖတ်တော့ဖိတ်ခေါ်ထားပါတယ်မှာပါကျွန်တော်စားကြရအောင်ပါပထမဦးဆုံးအနေနဲ့မဖခုကိုရင်မိတ်ဆက်ပြီးတော့မဖမိသားစုအကြောင်းလေးမဖဘဝအကြောင်းလေးမဖပြောပြနိုင်လို့ပေါ့ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ခုနမိတ်ဆက်သွားတယ်ပါပဲဆိုင်ယောဟန်လေးလို့ခေါ်ပါတယ်ကျွန်တော်ရဲ့ဝေယဇာတိကတော့နမ်ဆန်ပါဖြစ်ပါတယ်နမ်ဆန်ဒီစုနေချင်းတဲ့တော့ပါအောင်စက္ကန့်နေတဲ့သူဖြစ်ပါတယ်ကျွန်တော်ရဲ့ဝေချင်းကတော့3ယောက်ရှိပါတယ်ကျွန်တော်ခုကတော့မိခင်နေပဲနေထိုင်ပါတယ်ပေါ့ကျွန်တော်ကခုဆက်လက်ပြီးတော့အမှုတော်ဆောင်နဲ့ကျွန်တော်ပြရမှုတော်မှာစက္ကန့်ပါပုံလေးတူဖြစ်ပါတယ်ပေါ့ကျွန်တော်ရဲ့အကြောင်းလေးနည်းနည်းဖော်ပြမယ်ဆိုရင်ကျွန်တော်ကတော့ငယ်တော့ပေါ့နော်ရင်ကအားနေတဲ့သူဖြစ်ပါတယ်ပေါ့နော်เจ้าနေငါเจ้าနေလဲမကျွန်မအားနေသူဖြစ်တယ်အလုံးလုံးလာလုံးလုံးနေရင်ကျွန်မအားနေသူဖြစ်ပါတယ်ပေါ့ဘာလို့လို့အားနေချက်တော့အများကြီးရှိပါတယ်ပေါ့နော်အားနေတဲ့သူဖြစ်တယ်ဒါပေမဲ့လည်းရာရဲ့ခွင့်တော်နဲ့ဘူးတော့မပေါင်းခဲ့ရပြီပေါ့ဆက်လက်ပြီးတော့လည်းဘူးတော့မပေါင်းဖို့အတွက်ရှိပါတယ်ပေါ့ဟုတ်တော့ဆိုရင်နောက်ပြီးဆရာမိသားစုကိုဆရာရဲ့ကိုပိုင်မိသားစုဆရာအခုအိမ်ထောင်ရှိတယ်ကလေးလည်းရှိတယ်အဲ့ဒီအကြောင်းလေးလည်းနည်းနည်းပြောပြပါဦးဟုတ်ကဲ့ကျွန်တော်မိသားစုရှိပါတယ်ပေါ့အခုတော့ကျွန်တော်ရဲ့မိသမီးကတော့ရေကုန်းကြီးရွာကဝန်ခုံဆက်ကြီးရွာမှာရှိတဲ့သူတို့နဲ့အိမ်ထောင်ထားပါတယ်ပေါ့ကျွန်တော်အိမ်ထောင်တက်တန်းကတော့9နှစ်တည်းရှိလာပါပြီ9နှစ်တည်းရှိလာပါပြီပေါ့ကျွန်တော်တားလေးတယောက်ရှိပါတယ်တားလေးနာမည်ကတော့ဆိုင်နေတန်လေးလို့ခေါ်ပါတယ်အခုသူကတော့ဒီနေ့ထဲမှာရှိလာပါပြီပေါ့ဆက်ကြဒီနေ့ပြီးတော့နော်ဟုတ်သူလည်းအခုချောင်းနေပါတယ်ပေါ့ကျွန်တော်မိသားစုကတော့စုပေါင်း3ယောက်ပေါ့ဆက်လက်ပြီးတော့လည်းပြရဲကောင်းကြည့်ပြီးကြလာတော့တစ်တစ်ပိုင်းတော့ထက်ရှိလာမယ်လို့ညွှန်နေပါလေဟုတ်ကဲ့အားဆိုရင်နောက်တစ်ခုကဆရာရဲ့ဒီဆွေမျိုးမိသားစုထဲမှာကျွန်တော်တိတိလောက်လို့မဖအဲ့ဒီဆိုလေစနေဆရာတယောက်လုပ်ခဲ့တယ်ရင်တော့ပေါ့နော်အခုဆက်လုပ်နေလားတော့ကျွန်တော်မသိဘူးပဲဒါပေမဲ့ကျွန်တော်မေးချင်တာဒီမဖဆွေမျိုးမိသားစုထဲမှာဒီအမှုတော်ဆောင်ဆရာလုပ်ခဲ့တယ်လို့ရှိလားမဖဒီအဖေဖတိုင်ဝမ်ရောဒီအမေဖတိုင်ဝမ်ပေါ့ဟုတ်လားအဖေဖမှာတော့ယုံကြည်သူဆိုလို့အဖေတယောက်ပဲရှိပါတယ်ပေါ့နော်အမေလည်းဒီမှာပြီးမှယုံကြည်သူလုပ်ခဲ့တာဖြစ်ပါတယ်ပေါ့နော်အမေဖက်မှာဆိုရင်တော့အမှုတော်ဆောင်တဲ့လူတွေရှိပါတယ်ပေါ့နော်အဖိုးပေါ့နော်ဟိုစံကြောရတယ်အမှုတော်ဆောင်လုပ်ခဲ့ပါတယ်ပေါ့ပြီးတော့လည်းကျွန်တော်ကိုလည်းပိုက်ပြီးရတယ်ပေါ့ကျွန်တော်တနေ့တက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းအမှုတော်လက်နက်မှာပေါက်ပြီးဆက်လက်ခဲ့ပါတယ်ပေါ့ဒါပေမဲ့အခုတော့သူကစီပွားရေးဖက်မှာတိတ်သွားပြီးမှစီပွားရေးတက်တဲ့တိုင်းမှာတင်းတော့မှလည်းသူပေါက်ဆက်ခဲ့နေတယ်ပေါ့အားပြရအောင်โอเคကျေးဇူးပါဟုတ်ဒီတကူကမပါငယ်စဉ်တော့ဒီဖြစ်ချင်ခဲ့တဲ့ငယ်စဉ်ဘဝဒီစေကျော်တက်ဘဝမှာဖြစ်ချင်ခဲ့တဲ့ဘဝရည်မှန်းချက်ဆိုရင်ဘာဖြစ်မလဲကျွန်တော်ငယ်တော့ကပဲကျွန်တော်ခုနပြောခဲ့တယ်ပဲကျွန်တော်ငယ်ကစာရင်းညက်တယ်ဟုတ်အကြောင်းမှဆိုအမြဲနောက်ဆုံးမှထိုင်ရတယ်ဆယ်မကြီးဆိုအမြဲပြောတယ်နော်နောက်ဆုံးမှမူလီဆက်ထားတာကျွန်တော်စနေနေ့နောက်ဆုံးမှပဲပေါ့နော်ဟုတ်စာကြက်ချင်စိတ်လည်းမရှိဘူးစာလုပ်ချင်တဲ့စိတ်လည်းမရှိဘူးဒါပေမဲ့ကိုယ်တန်းစစ်တန်းကိုယ်တန်းရောက်လာတဲ့အချိန်မှာစာနဲ့လုပ်ချင်စိတ်တော့ရှိတာပေါ့နော်ဟုတ်တော့ရှိတန်းတိုးချင်တာပေါ့နော်ဟုတ်ရှိတန်းတိုးချင်တာဘာဖြစ်ချင်လဲဆိုရင်ကျွန်တော်ငယ်ကလေးကအဲ့လိုမျိုးစဉ်းစားလာတာပေါ့နော်စာညံ့ပြီးမဲ့လည်းငါကျွန်တော်ဖြစ်ချင်တာဘာဖြစ်လဲချင်လဲဆိုရင်ကျောင်းဆရာပေါ့နော်ကျောင်းဆရာတခုဖြစ်ချင်တယ်ပေါ့နော်ဟုတ်ကျောင်းဆရာဖြစ်ချင်တဲ့ကလေးလူစာသင်ပေးချင်တယ်ပေါ့နော်အဲ့ဒီစာပေးချင်တဲ့စိတ်ကအမြဲတမ်းရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဘဝမှာတကယ်လို့ဖြစ်ချင်တယ်ဘာဖြစ်ချင်လဲတခုခုတယောက်လာမိမယ်ဆိုရင်တော့ကျွန်တော်ကျောင်းဆရာလုပ်ချင်တယ်လို့အမြဲစဉ်းစားမိတယ်နော်ကျောင်းဆရာဆိုတော့ကျောင်းဆရာဆိုရင်ဒီကျွန်တော်စိတ်ထင်ပေါ့နော်မပါကျောင်းဆရာတယောက်ဖြစ်ချင်ခဲ့တယ်အဲ့ဒီစိတ်ကပဲ Sunday School တင်ဖို့တွန်းအားပေးခဲ့တာဆိုရင်တော့ဖြစ်နိုင်လားဖြစ်နိုင်ပါတယ်
အဲ့ဒီအနေပဲကျွန်တော်တော့အားပေးတာဖြစ်နေပါ တခြားအရာဆိုရင်ဒီ Sunday School စတင်ဖို့ဒီဆရာဖြစ်ချင်ခဲ့တဲ့ဒီကျောင်းဆရာဆိုတဲ့ဟာနဲ့ဒါနည်းနည်းဆက်တယ်လေနော်တခြားအကြောင်းအရာဆိုတော့မှဖြစ်မလဲဒီ Sunday School စတင်တခြားအကြောင်းအရာဆိုရင်တော့ကျွန်တော်တခြားအကြောင်းအရာဆိုရင်တော့ဟို Cindy Ton ဆိုတဲ့ဆရာမတယောက်ပေါ့နော်သူကကျွန်တော် Sunday School တင်ဖို့အတွက်ဟိုနေရလောက်ကျွန်တော်ဆွဲခေါ်တယ်နော်နေရလောက်ဆွဲခေါ်တယ်ကျွန်တော်ဘာမှမတက်ဘူးပေါ့ကျွန်တော်ဘာမှမလုပ်တက်ဘူးကျွန်တော်ဂီတာတော့ကောက်မတီးတက်သေးဘူးပေါ့နော်စီကွက်လေးနဲ့အဲ့ဒီကွက်လေးနဲ့ပဲကျွန်တော်တီးတက်လေးခါစားပါနော်အဲ့နဲ့ပြောတော့နေဂီတာလေးနဲ့တီးတက်တယ်ဟဲ့လားတင်ရအောင်ဆိုမှသူကနေရလောက်ကျွန်တော်ဆွဲခေါ်တယ်ပေါ့နော်ဆွဲခေါ်တော့ကျွန်တော်လည်းသူဟုတ်ပြီလေဆိုရင်ငါတချင်းလေးရောနေတီးပြီးမယ်ပေါ့နော်နေလိုက်တော့ပေါ့အဲ့ဒီဆိုင်မှာကျွန်တော်ဆရာတို့ကျွန်တော်ဟိုအချိန်တစ်ခုလောက်ရောက်သွားပါတော့အချိန်တစ်တိုင်းကတစ်ခုလောက်ရောက်သွားဖြစ်ပါလေဒီဘောနော်အဲ့ဆိုရင်မဖပေရွယ်လောက်ဖြစ်မလဲဒီ Sunday School အဲ့ဒီဆရာမSunday Twon စာဆွဲခေါ်တဲ့အချိန်ဆိုရင်ဒီဒါစတီးပေးတဲ့အချိန်ကိုဖြစ်ဒီ Sunday School စာတင်ပေးတဲ့အချိန်ဖြစ်အတက်ရွယ်ပြောရတာဟုတ်တယ်ဗျချက်ရွယ်အတက်ရွယ်ဗျကျွန်တော်အဲ့အချိန်အတက်ရွယ်ဆိုရင်တော့16လောက်ပဲရှိတယ်16ပေါ့နော်ဆယ်ရန်ပြီးခါစားရွယ်လို့နော်ဆယ်ရန်တက်နေရောနော်တက်နေတော့အချိန်ဖြစ်ပါလေပေါ့အဲ့ဆိုရင်ဘာဒီ Sunday School စတင်နေရွယ်မှာဆယ်ရန်မရှိသေးရနော်ဆယ်ရန်တက်ရွယ်မရှိသေးဒီဆယ်ရန်ပြီးတော့ဘာဒီ Sunday School စတင်ဖြစ်ပြီးနော်တင်ပြအဲ့တင်နေတော့အရွယ်မှာဘာတခြားဘဝနေထိုင်မှုရေးအတွက်ဒီဘဝတက်လန်အတွက်ပါလုပ်ခဲ့ဘူးလေဘဝနေထိုင်မှုရေးတော့အများကြီးလုပ်ခဲ့ပူပါတယ်နော်ကျွန်တော်ဟိုစဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်ဖေရှိတော့ဆိုရင်အဖေနဲ့ဆက်တွေကားတွေနဲ့လိုက်တယ်ဒါကဒီဘောနော်ဟိုတဲဘောနော်ကိုအိမ်စားဖို့ရတယ်တဲတွေတူးခဲ့တယ်ကြောက်တွေလည်းတဲခဲ့တယ်ဘောနော်မိကြီးတွေလည်းတဲခဲ့တယ်အဲဒီလောက်တယ်ဘောနော်ဖေရှိတော့လုပ်ခဲ့တော့နော်ဖေမရှိနောက်ပိုင်းမှာတော့အဲ့ဒီကားလို့တဲလို့နည်းနည်းလိုက်ခဲ့ပြီးတယ်စိတ်မရှိတော့ဘောနော်လို့ဆိုရင်လည်းပင်ပန်းတော့လေတော့ပင်ပန်းတော့စိတ်မရှိတော့လို့တခါသူပြောင်းလို့မှာကွာဆိုတော့တက်စီမောင်းခဲ့တယ်6လလောက်အဲ့ပေါ့တက်စီမောင်းခဲ့တယ်တက်စီမောင်းခဲ့တော့လည်းခက်ခဲတော့ရှိခဲ့ပါတယ်တက်စီမောင်းဘွားတယ်ပါတယ်နော်ခက်ခဲရှိတယ်ဒါပေမဲ့တက်စီသမားတော့ခေကစပင်းညဆိုင်ရှိရောက်တော့နေ့တိုင်းစပင်းညရှင်စိတ်ကတော့နောက်တိုင်းမှာရှိပါတော့ကျွန်တော်စပင်းညတဲ့ဘာလို့မှလဲပေါ့နော်တက်စီသမားပဲဆွေးနေတယ်ဘာလို့မလဲစိတ်ခဲမှတော့ဒီလိုပဲပါစက်ကတော့ထုတ်မပြောဘူးနော်ဒါပေမဲ့အကူကကျွန်တော်စပင်းညနေတာတိတ်ရှိနေရသူတွေ့တော့သူလုတ်ချင်မယ်ဆိုတော့သူမြင်သွားတယ်စပင်းညဆရာပြောပြပါတော့ဒါကျွန်တော်ညီတဲ့စပင်းညတဲ့လေသူခေါ်နေလေပြောအဲ့နဲ့စပင်းညဆရာလေကျွန်တော်ရောက်လာတယ်ပေါ့နော်ကျွန်တော်ချက်ချင်းညက်ခံကြည့်တော့ဒီလောက်ညက်ခံကြည့်တော့မစိုးပါဘူးလို့မစိုးပါဘူးနဲ့ပြန်တည်ယူတော့လက်ရည်တော့နဲ့တက်လာပါပေါ့ဆိုတော့ကျွန်တော်လာဒီနေ့ကျွန်တော်လေစင်လိုက်တော့ပေါ့နော်ဆင်းလိုက်တော့ဆိုတော့ကျွန်တော်ရမ်းပြောတော့ပါလက်တစ်ခုရလိုက်မယ်နော်ရမ်းပြင်မယ်ပန်းမနဲ့လက်တစ်ခုရလိုက်မယ်ဆိုတော့ကျွန်တော်စပင်းညက်ဆိုင်လာဝင်လို့ဖြစ်ပါတယ်ပေါ့အဲ့ဆိုရင်ဘာဒီအဲ့ဒီစပင်းညက်ဆိုင်ဝင်လောက်နေတယ်ဆရာဒီစပင်းညက်တက်နေပြီပေါ့နော်အဲ့တော့ပြန်မှတင်ခဲ့တာလေဒီတိုင်းပဲတင်ခဲ့တာလားဘယ်လိုတင်ခဲ့ကျွန်တော်တင်ခဲ့ရတော့ဒူဝင်ဆိုင်လာပေါ့နော်ဒူဝင်ဆိုတော့ဟိုတက်တယ်ပေါ့နော်ဟုတ်တက်တော့ရဲ့တော့ဖေးရှိတယ်ရှိကြတယ်ကျွန်တော်2010ပေါ့နော်20ကိုတင်ဖြစ်ပါလေ2010 2017စနေတီပေါ့နော်အဲ့မှာနေခဲ့ပါလေအဲ့ဆိုရင်ဒီတက်စီဆွဲတဲ့ကာလဆိုရင်အချိန်ကာလဆိုရင်ခုနှစ်လောက်ဖြစ်မလဲ2014လောက်ကြာနေတယ်2014အဲ့တော့မပါဒီစပင်းတင်ညက်တင်ပြီးတော့နားလိုက်ပြီပေါ့နားလိုက်တယ်စပင်းညက်ဆိုင်ဝင်နေနားလိုက်ရပေါ့တက်စီဆွဲတင်ဆွဲပြီးတော့ဒီစပင်းညက်ဆိုင်ပြန်ဝင်ကျွန်တော်တိတိလောက်မပါဒီစပင်းညက်ဆိုင်ကိုဖွင့်ခဲ့ပြီးလေနော်ဟုတ်တယ်ကျွန်တော်စပင်းညက်ဆိုင်ပြောမှဆိုတော့နေ့တုန်းကလောက်ဖွင့်ခဲ့ပြီးပါတယ်ဟုတ်တယ်နော်အဲ့ကျွန်တော်ဒီစပင်းညက်တဲ့ကိစ္စနောက်မှမေးရအောင်ကျွန်တော် Sunday School ကြောင်းပြန်သွားကြည့်ရအောင်မပါအခုဆိုရင် Sunday School တင်ဖို့
Sunday school တင်ဖို့အတွက်ရှိသေးလားဘယ်လိုထင်လဲတင်ဖို့ရှိလာဘူးเนาะနောက်ကမှ ဆရာမိရှင်နာကအချိန်ပေးခြင်းသေးလားပေါ့နော် အချိန်ရောပေးခြင်းသေးလားဒီအဲ့ဟုတ်တယ် Sunday school တင်တဲ့လူရှိနေမှာပြောအချိန်ပေးခြင်းပါတယ်ပေါ့နော်ဘယ်လိုဆိုခုက Sunday school တင်တာအရင်ကလည်းမတူတော့ဘူးလေဘယ်လိုဆိုရင်ကျွန်တော်တို့ခင်ဗျတိုးတက်လာတဲ့အလျောက်ပေါ့နော်ကျွန်တော်ကလေးတွေကလည်းဒီလူတွေအားဆိုင်ရနေလာလို့ဆိုတော့ဒါကိုလည်းခက်ခဲလာတယ်ပေါ့နော်ဒါပေမဲ့လည်းခုတင်ကြနေတဲ့ဆက်စမတွေကျွန်တော်လေးစားပါလေပေါ့နော်ကျွန်တော်အချိန်ရရင်တော့ Sunday school တင်ဖို့တော့ရှိပါတယ်ပေါ့ကျွန်တော်ဘာလို့လဲဆိုရင်ဒီ Sunday school တင်ပြီးမှကျွန်တော်ဖះနဲ့ပုံပြီးလာတယ်နော်ဖះနဲ့ပုံတိလာတယ်ဖះကိုချီးမွမ်းတက်လာတယ်နော်ဒီဒါနဲ့ Sunday school တင်ခဲ့တော့ကျွန်တော်ဘယ်တော့မှမေ့ပါဘူးတော့ကျွန်တော်နေတဲ့လာဖြစ်ကျွန်တော်မူလို့ဆောင်အနေနဲ့တနေရတာဖြစ်ဖြစ်ကျွန်တော်အချိန်ပေးနေကျွန်တော်တင်ဖို့တော့ရှိပါတယ် အမဘာစနေစကူစားတင်တာဆိုခုနဆရာမစန်ဒီထုံးနဲ့စားပြီးတော့တင်ခဲ့တဲ့အချိန်က2009လောက်ဖြစ်မယ်တင်တယ်2009ဟုတ်တယ်2009 2010နေကျွန်တော်တိကျလို့ဆရာဒီကြားကြောင်မတော်တက်ခင်ကြီးတော့မပါတောက်ဆောက်တင်ခဲ့တယ်တူတယ် ဟုတ်ပါတယ်အဲ့ဆိုရင်ခုနေ့အပြင်မှာဘလောက်ဒီကျွန်တော်ဒီနမ်ဆန်လီစနီရှင်တင်တော့ပဲเนาะဒီမှာခုနေ့အပြင်ဘယ်နှစ်လောက်တင်ခဲ့လဲချိန်တိုင်းတာအပြင်ကျွန်တော်2009ကနေစတင်တယ်ဆိုတော့ထားရအောင်ဟုတ်ကျွန်တော်2000နဲ့24ထိပေါ့နော်ကျွန်တော်24ထိတင်ခဲ့ပါတယ်တောက်လျှောက်တင်ခဲ့တယ်အခုလေပြောနားလေလို့မရသေးဘူးမရသေးဘူးနဲ့တူပါတယ်ကျွန်တော်စိတ်ထင်တယ်ဟုတ်ကဲ့စက်တင်အချိန်နေပေးတော့ဘာလဲစက်တင်လောက်တယ်နော်အချိန်နေပေးတော့ဒါပေမဲ့ကျွန်တော်ခဏပြောလို့ပဲလေနော်သူကနည်းနည်းခင်မီတဲ့ကာလဆိုတော့ကလေးတွေလည်းအဲ့ဒီခင်မီရဲ့နောက်ပဲလိုက်ချင်ကြတာနော်ဒါပေမဲ့အခုအချိန်နေပေးရင်ပေါ့နော်အချိန်နေပေးရင်လေးအချိန်ပေးခဲ့ရင်ပေါ့စက်တင်လို့ရှိပါတယ်အဲ့ဆိုရင်အဲ့ခုနကပြောရတဲ့ခေတ်နဲ့ညီပြောင်းလဲလာတဲ့ကလေးတွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့မေးချင်တာဆရာတင်ခဲ့တော့ဆရာမတွေနဲ့အခုလက်ရှိစနစ်စကူတင်နေတဲ့ဆရာမတွေဂျောင်းမှာပါပွဲပြသွားလဲပါမတူညီတာလေးပါရှိလာတယ်အခုချိန်ဆိုအမြင်လာဒါမှမဟုတ်တင်ကြားရေးစနစ်ဒါမှမဟုတ်အချိန်လာတခုပေါ့နော်မပါတိတောင်ပြောနိုင်တဲ့တခုပေါ့တင်ကြားရေးဖြစ်ဖြစ်ဒီကလေးတွေရဲ့ပြောင်းလဲမှုတွေဖြစ်ဖြစ်ဒီဆရာမတွေရဲ့ပြောင်းလဲမှုတွေဖြစ်ဖြစ်ပြောင်းလဲမှုတို့ပြောရရင်နော်အချိန်နဲ့မျှတော့ပြောင်းလဲနေရပဲနော်ဒီအချိန်အခုကျွန်တော်7နိုင်ခွဲပေါ့နော်7နိုင်ခွဲတော့မယ်ပေါ့ဒီခဏကျရင်7နိုင်ကျရင်ဒါပြောင်းလဲတော့မယ်ဆိုကျွန်တော်တို့သိနိုင်ပြီနော်ဒီလိုပြောင်းလဲနေရတော့ပြောင်းလဲနေတာပဲပေါ့နော်ဒါပေမဲ့ဆက်စမတွေပြောင်းလဲမှုကပါလဲဆိုရင်ပေါ့နော်ကလေးတွေကိုတင်ကြားရေးဘက်မှာနည်းနည်းတော့အားနေတယ်အားနေတယ်တချို့ဆက်စမတွေဆိုရင်ပြင်ဆင်မှုအားနေတော့နော်ပြင်ဆင်မှုအားနေတယ်တချို့ဆက်စမတွေကတော့ဒီလိုချိမှရှိတဲ့အာဘော်လေးနဲ့ပဲဒီမိုးတင်နေရပဲရှိတယ်နော်တချို့ကျတော့လည်းကလေးစိတ်ဝင်စားလားမဝင်စားလားမကြည့်ဘူးသူတင်ချင်တာလည်းတင်လာပြီးတော့ပြီးပြီဒီအဲ့လိုပိုင်းမှာလည်းပြောင်းလဲမှုတွေတွေ့ရတယ်နော်တချို့ကလေးတွေဆိုရင်အရှိမလာရက်တယ်နော်ကျွန်တော်ကြည့်နေအောင်အရှိမလာရက်တယ်သူတို့စိတ်ဝင်စားရင်လုပ်တယ်စိတ်ဝင်စားရင်လုပ်တော့အဲ့လိုပုံစံပြောင်းလဲနေတယ်တွေ့ရတယ်နော်အဓိကတော့ဆက်စမတွေပေါ့နော်ဆက်စမတွေကတော့တင်ပြီးကျွန်တော်မျက်လုံးရှိတာကကလေးတွေချိဖို့ကျွန်တော်တို့ပြောနေတာကလေးစိတ်ဝင်စားလားစိတ်ဝင်စားရင်ကျွန်တော်ဘာလဲပြောင်းလဲရမယ်လို့စက်ပိုင်းနေဆိုတော့အမြင်နဲ့ပေါ့နော်ကျွန်တော်တော့ဘုဒ္ဓလိုအပ်ပါတယ်ပေါ့လိုတော့လိုအပ်တယ်ပေါ့နော်လိုအပ်တယ်ဟုတ်တယ်ဒါပေမဲ့လည်းမပါအခုဓမ္မပညာဌာနမှာဘယ်လိုပြောရမလဲတာဝန်ခံဖြစ်နေတယ်လေနော်ဒီအဲ့ဒါပတ်သက်ပြီးတော့ဒီ Sunday School ဆရာမတွေကိုလည်းတင်တန်းပေးဖို့တင်တန်းလည်းရှိတယ်တင်တန်းလည်းဒီလာမဲ့တလားမှာလာမရှိတယ်ပေါ့နော်အဲ့ဒါပတ်သက်ပြီးတော့ဒါဒီတင်တန်းပေးခြင်းအပြင်ဆရာမတွေပြောင်းလဲကြတယ်
ပြောင်းလဲကြလာပေါ့နော်တင်ကြားမှုပိုင်းမှာ တင်ကြားမှုပိုင်းမှာတော့ကျွန်တော်ခုရှိကတော့ကျွန်တော်ကြည့်တဲ့လောက်တော့ပြောင်းလဲမှုရှိပါတယ်ဒါပေမဲ့ဒီလာမဲ့ကြိုင်တော့ပြောတဲ့ဥပမာကျွန်တော်တို့ဆက်ဆံမတွေကတချို့ကျတော့လည်းအိမ်အောင်ပြုတ်သွားတဲ့လူတွေဟောရှိတော့တချို့ကျတော့လည်းအိမ်အောင်ပြုတ်တယ်ပေါ့နော်ကျွန်တော်လာမဲ့တင်ကြားပေးမဲ့ဆက်ဆံမတွေပုံဒီမှာပေါ့ကျွန်တော်တို့တင်ကြားမှုကကောင်းမယ်သူတို့ကောင်းမှစပြင်ဆင်ထားမယ်ဆိုတော့လာမဲ့အရှိမှတို့ပြောင်းလဲမှုတွေအကြီးကြီးတော့တွေ့နေပြီလို့ကျွန်တော်မြင်ပါတယ်ပေါ့ဒီရှေ့နှစ်တင်ခဲ့တဲ့ကာလမှာတော့ဒီမတင်ဒီ Sunday School ဆရာမဖြစ်တဲ့မတက်ပဲနဲ့တင်တော့အချိန်နဲ့ဒီတက်ပြီးမှဒီနှစ်တာအတွင်းပေါ့နော်တက်ပြီးမှတင်တဲ့အချိန်မှာတော့ပြောင်းလဲမှုတွေရှိခဲ့လားရှိပါလေပြောင်းလဲမှုတော့ရှိပါတယ်ဘယ်လိုဆိုရင်ကျွန်တော်အရင်ကဆိုရင်ကျွန်တော်တို့Sunday School တင်နေဆိုရင်ကျန်းစာဖက်တယ်ဗောနော်ကျန်းစာတဲ့ကျွန်တော်ခွန်အားရတဲ့ဟာလေးကိုကလေးတွေပြန်မှတင်ပေးတယ်ဗောနော်ဟုတ်ကောင်းလားဆိုရင်ကောင်းပါလေဒါပေမဲ့ကောင်းလားဆိုရင်ကောင်းပေါ့နော်ဘာလို့လဲဆိုရင်Sunday School ဆိုတာသူ့ရဲ့တင်ကြားနည်းရှိတယ်ဒီနည်းစနစ်၄မျိုးရှိရပါတော့အသေးစိတ်တော့နောက်မှပြန်မရှင်းပြမယ်နော်ဟုတ်ကဲ့ပါအသေးစိတ်ကတော့သူအဆင့်၄ဆင့်ရှိရပါတော့အဲအဆင့်၄ဆင့်မှာအဆင့်တစ်ဆင့်ပြီးတစ်ဆင့်လို့တွားရအောင်နော်ကျွန်တော်အရင်ကဆိုကျွန်တော်မသိတဲ့အချိန်မှာတော့ကျွန်တော်ရှူတင်ချက်တင်တယ်တချင်းတင်တယ်တင်ချက်တင်တယ်ဒါဘောတော့ကျွန်တော်အဲ့လိုပဲတင်သွားတာနော်ဒါပုံမှန်နည်းတိုင်းတော့အဲ့လိုမဟုတ်ဘူးပေါ့နော်ကျွန်တော်ကစနစ်တိုင်းတော့ပေါ့နော်စနစ်၄ခုရှိတဲ့အချိန်မှာ၄ခုတစ်ခုပြီးတော့အဲ့လိုတွားမှဖြစ်တယ်ဆိုတော့ကျွန်တော်ပြောင်းလဲမှုတော့တွေ့ပါတယ်နော်။ငါတို့ကဒီလို blind မဟုတ်မနဲ့သူစနစ်တိုင်းပေါ့နော်ဒီ step by step ပေါ့နော်ဒီ step မှာပါတင်တယ်နောက် step မှာပါတင်တယ်နောက်တစ်ခုမှာပါတင်တယ်ဆိုမှအဲ့လိုတင်ကြနည်းလေးစဉ်စဉ်သွားတော့ရှိတယ်နော်။ဒီလိုမျိုးပြင်သိလာရပြောင်းလဲမှုရှိတယ်ဆိုတာသိရတယ်။ဟုတ်ပြီပါကျေးဇူးပါလားဆိုပြီးတော့ Sunday School မှာဆိုရင်Sunday School ဆရာတယောက်အနေနဲ့ကလေးတွေကိုတင်ကြားတဲ့အချိန်မှာဘယ်ရာအရေးကြီးဆုံးဖြစ်မလဲဗျာကလေးတွေကိုတင်ကြားတဲ့အရာလားဟုတ်ဘယ်ဟာအရေးကြီးဆုံးလဲဆိုရင်ပေါ့ကလေးတွေစိတ်ဝင်စားအောင်ပေါ့တင်ကြားဖို့ကတော့အရေးကြီးဆုံးပဲလို့ကျွန်တော်မြင်ပါတယ်ကလေးတွေစိတ်ဝင်စားဖို့ကလေးတွေမပျော်ရွှင်ဘူးဆိုရင်တော့ဒီတင်ကြားရတော့မရှိဘူးလေဟုတ်တယ်လားဆရာလည်းဒီ Sunday School မှာမပြောဘူးဆိုရင်ဆရာတက်ချင်လားဟုတ်တယ်ဗျအဲ့ဒါအဓိကပဲเนาะကလေးရဲ့စိတ်ဝင်စားမှုကလေးရဲ့ပျော်ရွှင်မှုကိုအရင်ရအောင်ဆွဲထုတ်ပြရမယ်ကလေးတွေဘယ်လိုကျွန်တော်တန်းမှာကလေးတက်လိုက်ဘယ်လိုပြောအောင်ဆက်ဆောင်လဲပေါ့ဟုတ်မှမုတ်ကြီးမဆက်ဆောင်လားဒါမှမဟုတ်လည်း Sunday School ပြီးခေါ်လေမှဆက်ဆောင်လားအဲ့လိုခေါ်လေလိုက်ချင်းအဖြစ်သူတို့ Sunday School ပတ်တိုင်းလာချင်းအဲ့ဒါဟုတ်တယ်လာလိုက်တော့သူတို့ရဲ့တက်တာမှာကျွန်တော်ဒီလိုမျိုးရသူတို့တက်တာမှာဒီဆောက်ဆရာတွေရတယ်ပေါ့နော်အဓိကတော့သူတို့ပြောရှင်းအောင်ဆက်ဆံမတွေကဘယ်လိုလုပ်ပေးရမလဲဘယ်လိုလုပ်ပေးမလဲအဲ့ဒါအရေးကြီးတယ်ရန်ကောင်းလေးဖြေလေးပါပဲလို့ပြီးကျွန်တော်တို့မပါဒီ Sunday School ဆရာဖြစ်ပြီးတော့တင်နေရင်းနဲ့ပေါ့နော်ကျွန်တော်မမိတယ်မပါဒီကျောင်းသွားမယ်ဆိုတဲ့အချိန်ကျွန်တော်ကောင်းလေးမမိသေးတယ်ပေါ့နော်အဲ့ကျောင်းကျောင်းဘာဘယ်ရာတော့အပေးလုံးပါဒီကျွန်တော်တက်ဖို့ဖြစ်သွားစေရလဲမပါဒီချိန်အများကြီးရှိခဲ့တယ်ပေါ့နော်ကျွန်တော်စိတ်တင်ပြောရရင်မပါဒီ Sunday School ဆရာတယောက်ဖြစ်လောက်ခဲ့တော့ကျွန်တော်ကလေးတွေအကုန်လုံးကဒီကျွန်တော်မျိုးဆက်တွေ20-30လောက်တင်နေကျွန်တော်စိတ်တင်တော့အလောက်မျိုးဆက်တွေကဆရာတယောက်လိုပဲမြင်တာအဲ့လိုမြင်ခဲ့တာပေါ့နော်ဒါပေမဲ့မပါဒီကျွန်တော်တက်ဖို့မတော်ဖြစ်ခဲ့ဘူးပေါ့နော်ဒီနောက်ပိုင်းမှာဘယ်ကြောင်းရာကြီးကြောင်းတော့ဖြစ်သွားတာလေစကားရုံဖြစ်လို့ကျွန်တော်ပြောမယ်ဆိုရင် Sunday School တင်နေတုန်းကလေးကကျွန်တော်တက်ဖို့စိတ်ကူးရှိပါတယ်ဗောနော်ကျွန်တော် Sunday School စတင်ကြရတဲ့ကျွန်တော်2010လောက်ကလေးကျွန်တော်တက်ဖို့စိတ်ကူးရှိတယ်နော်ဒါပေမဲ့မိသားစုရဲ့အားပေးမှုကအားနေတယ်နော်အနေကျွန်တော်ကိုပဲတက်ဖြစ်တယ်ဗောနော်တမင်တက်ဖြစ်တယ်ဒါပေမဲ့သူကမပြီးပြတ်ခဲ့ဘူးနော်ဒါပေမဲ့ကျွန်တော်အဲ့မှာအချိန်များကြီးဗောနော်ငယ်နဲ့ကလေးနဲ့ဘယ်လိုဗောနော်လုံပန်း drawing နဲ့ပဲအဲ့မှာအ
ချိန်တိုင်းချိန် nick ပါတော့တကယ်တော့ကလေးတွေလည်းချစ်လို့ပါကျွန်တော်ကလေးတွေချစ်လို့ဒီကညီကိုတွေကိုချစ်လို့ပြီးတော့သူတို့နဲ့ကျွန်တော်နဲ့ဟိုငကပတ်တော်လေးလေးလာမယ်ပြောဝဲရှင်ပွဲလေးကျွန်တော်လုပ်ပေးနိုင်တဲ့အရာလေးလုပ်ပေးခဲ့ပြီးမယ်ဆိုတော့လူမှုစိတ်လေးနဲ့ပဲကျွန်တော်နှိမ့်ပြုတ်နေခဲ့တော့နော်ဒါပေမဲ့အတင်းတော်ကတချို့တင်ထောက်တွေကကျွန်တော်ဟိုပေါ့နော်တတာဟိုကျန်းစာလိုက်တက်တယ်ဆိုတော့ကျွန်တော်တက်လိုက်ပါလားပေါ့မလို့ဆောင်တော့ရင်ဒါနဲ့လိုက်နေတယ်လို့တင်ထောက်မရတဲ့ပြောလို့ပြောတာနော်ဒီလိုတက်သွင်းလာလည်းရှိတယ်ဒါပေမဲ့ကျွန်တော်အဖြစ်နိုင်ဖြစ်နေလို့ပဲကျွန်တော်ညင်းခဲ့တယ်နောက်ပြီးတော့နေရာဒီတင်တန်းကျွန်တော်ဆက်ဆံမတွေလာတယ်နော်ဆက်ဆံမလာတော့ဆရာကကျွန်တော်တို့တင်ခဲ့ပြီးတဲ့ဟာတွေကလေးတွေကလုံးတင်ပြီးပြီးရဲ့တချို့ကလေးတွေကကျွန်တော်ပြောပြတယ်ဆရာရမ်းတော်တာပဲနော်တဲ့ကျန်ရမတက်ဘူးလားကျွန်တော်ပြောတယ်နော်အဲ့လိုပြောတော့လည်းကျွန်တော်စိတ်ထဲမှာတော့တက်ချင်တယ်ဒါပေမဲ့ဒီတားစုရကျွန်တော်နောက်ထပ်အောင်တွေ့ဆိုတော့ကျွန်တော်တက်တော့ဘူးဆိုမှအဲ့လိုတော့ပြန်တော့ဒီလိုကိုပြင်တော့ပြောပြရနော်ပြောပြပြီးနောက်ကျတော့ကျွန်တော်စပင်းညဆိုင်မှာလောက်ပြီးတော့ကိုယ်ပိုင်စပင်းညဆိုင်ဖိမှပဲကျွန်တော်စဉ်းစားပြီးတော့ကျွန်တော်ဖတ်ပြီးတော့စဉ်းစားပြီးကျွန်တော်အမှုတော့အဲမှာပေါဝင်ဖို့အတွက်ကျွန်တော်ကခွင့်လန်းရှိတယ်ပေါ့နော်ဘာလို့ငါဒီစနေနဲ့နေမှာငါ့ကိုဒီများဆရာခေါ်နေမှာရှက်တယ်ကွာဆိုမှအဲ့လိုမျိုးအသေးလေးဝင်လာတယ်နော်တကယ်တော့ငါစနေစကူးဆရာလို့ဒီဘာလို့လူတိုင်းငါ့ကိုဆရာလို့ခေါ်နေရလေပေါ့ဟုတ်တယ်နော်လူတိုင်းကျွန်တော်ဘာလို့ဆရာလို့ခေါ်နေရကျွန်တော်ကဆရာတက်ထားတယ်လည်းမဟုတ်ဘူးအခုမှစနေစကူးတင်နေဆရာပေါ့နော်နောက်ပြီးတော့ဆရာအောင်နိုင်လို့ဆရာတော်အောင်နိုင်လို့လည်းကျွန်တော်ဆရာလို့ခေါ်တော့ကျွန်တော်ဆရာကျန်တဲ့အကြောင်းလေးမတက်သေးဘူးနော်ကိုယ်ကလည်းအငယ်ပဲကျန်တာတက်တဲ့ဆရာလာခေါ်ဆိုတော့အငယ်တော့ကျွန်တော်ကျန်တာတက်မိတယ်နောက်ပြီးတော့ကျွန်တော်ကိုအရန်တိုက်တွန်းတဲ့အရာပါလဲဆိုရင်ဒီစုတချင်းတဲ့ဘောနော်ဒီဆရာတော်ကဟိုပိုဒီဖက်မှနေပါနော်ပိုဒီဖက်မှနေတဲ့ဆရာမတရားပေါ့နော်ဒီငါတို့ကမှလာစစ်ကတဲ့ဆရာမတရားဖြစ်ပါနော်သူကတချင်းတဲ့ဘောတင်ပေးရတယ်နော်အထက်မီအလယ်မီဟိုမဂျေမိုပဲမှာပါမယ်အဲ့ဒီတချင်းလေးနဲ့ဘာဖြစ်ဖြစ်ကတော့ခက်ခဲဘလောက်ပဲခက်ခဲပါစေဘလောက်ပဲပြင်ပန်းနေပါစေဘယ်အချိန်မှဖြစ်ဘယ်အသက်အရွယ်ပဲရောက်ကျွန်တော်ဖရားရဲ့မှုတော့ပါစက္ကန့်ပဲပေါင်းရင်ပဲတွားမယ်ဆိုတဲ့တချင်းလေးပေါ့နော်အဲ့ဒီချင်းမြင်းကျွန်တော်ကြားတယ်ကျွန်တော်မြင်းတဲ့ဒီချင်းလေးဆိုဖြစ်တော့နော်အခုကမှလည်းစာရာမိနေတယ်အဲ့ဒီချင်းလေးနဲ့ပဲကျွန်တော်ဒီချင်းအောင်တက်ချင်းနဲ့စိတ်လေးနောက်ပြီးတော့ဘေးကတင်ထောက်တွေတင်ဟိုဆက်ဆံမတွေကကျွန်တော်နည်းနည်းအားပေးတဲ့အရာတွေပေါ့နော်ပြီးတော့ဆမန်ဒီမီစန်လည်းကျွန်တော်ကိုတက်ဖို့ကဒီလက်တိုက်တွန်းထားတာဖြစ်ပါလေပေါ့အဲဒီဆိုင်မှာဒီတချင်းလေးနဲ့ကျွန်တော်ခွာပေးနေပဲကျွန်တော်လည်းကိုပြန်မှာကျွန်တော်တက်ချင်စိတ်တွေပေါ်လာဖြစ်ပါလေပေါ့ဆိုကနေမှကျွန်တော်တက်ချင်တော့တက်ဖို့ရည်ရွယ်ချက်ရှိတယ်ဒါပေမဲ့မိသားစုတွေရဲ့အားပေးမှုနည်းနည်းလိုအပ်တာနော်ဟုတ်ဘာလို့ဆိုနောက်ကထောက်ပံ့နေလို့ရှိနေအဲ့ဒီဆိုင်မှာဘယ်သူမှမထောက်ပံ့လဲဖျားရှိတယ်ဆိုမှလည်းကျန်ဆောင်တော့ဆုံးဖြတ်ချက်ဖြစ်တာပါမပါခုနပြောခဲ့တယ်လို့ပဲမပါလို့ကျွန်တော်ဘွားရဲ့ဒီချိန်ကြာဆုံးဆရာထေရတယောက်ဖြစ်တယ်ပေါ့နော်ကျွန်တော်မမီးတလောက်ဆိုရင်ကျွန်တော်ပဲရွယ်လောက်ဖြစ်မယ်လေ7နှစ်73လောက်အစဖြစ်မယ်တယ်ကျွန်တော်စိတ်တယ်အဲ့ချိန်ကလေးကခုချိန်ဒီဆရာတယောက်ဆရာတယောက်ဖြစ်အခုချိန်ဒီဆရာနောက်ကျွန်တော်လိုက်နေတယ်ပေါ့နော်အဲ့ဒီခုနပြောခဲ့တယ်လို့ပဲမပါကျွန်တော်တက်ပြီးဖြစ်စေမတက်ခဲ့ပြီးဖြစ်စေမပါလို့ကျွန်တော်ရဲ့ဆရာအမြဲဖြစ်နေပါပဲအဲ့လိုပေါ့နော်ပြီးတော့ဒီကျွန်တော်တက်နေတဲ့ချိန်မှာတော့ပါဒီပထမတနေ့ကိုဒီမီဂျီနာလာဆာအကြောင်းတက်ခဲ့တယ်လာဆာမလာ sorry ပါမလာဆာအကြောင်းတက်ခဲ့တယ်ပြီးတော့ကိုဗစ်ဖြစ်သွားတယ်ဂျာမာဒီခက်ခဲလေးရှိသွားတယ်ပေါ့နော်ပြီးတော့ဒီမူဆယ်အကြောင်းပြောင်းသွားခဲ့တယ်အဲ့မှာ3နှစ်တက်ပြီးပွဲယူတယ်ပေါ့နော်ဒီကျန်းစာအကြောင်းတက်ခဲ့တဲ့ဒီ4နှစ်တက်တန်းတစ်လျှောက်လုံးမှာခက်ခဲဆုံးရာပါဘာဖြစ်မလဲအခက်ခဲဆုံးရတာတော့ကျွန်တော်ပထမဆုံးပထမနေ့ပေါ့နော်ဆက်စားချောင်းသွားတဲ့အချိန်တော့ခက်ခဲရတော့ပထမတော့တွားခြင်းစိတ်အရင်ရှိတယ်။ချောင်းရောက်တော့ချောင်းတော်ကြီးအရင်ကြီးလာပဲငါလည်းထိုက်ကြပါမလားငါစားလိုက်နိုင်ပါမလားဆိုတော့အဲ့ဒီတော့ကလေးအရင်နဲ့ကိုဖြည့်တယ်လို့ပဲနော်တွားခြင်းနဲ့စိတ်ကိုဖြည့်တယ်လို့ပဲအဲ့လိုမျိုးခံစားရတယ်နော်ကျွန်တော်ဒီစားမလိုက်နိုင်ဘူးဆိုတော့အတွေ့အကြုံကျွန်တော်အမြဲတမ်းရှိနေပါတော့ကျွန်တော်အမြဲတမ်းစဉ်းစားမိတာမြန်မာနိုင်ငံကြီးမှာလေစာမိုးပွဲမရှိတဲ့အကြောင်းရှိကောင်းပါပဲဆိုတော့ဒီအဲ့လိုအတွေ့အကြုံရှိခဲ့ပါတော့။ဒေနာရောက်ဒီစာမလိုက်နိုင်ဘူးမှာပဲအရင်ကြောက်တာ။စာမလိုက်နိုင်ဘူးဆိုတဲ့ဒီအတွေ့အကြုံအများနဲ့ကျွန်တော်ဖြည့်နေပါတော့။ဖြည့်နေတယ်နိုင်ရအဲ့ဒီအတွေ့နဲ့ပဲကျွန်တော်ကိုကြောက်နေပါတော့။
ကျွန်တော်ဆောင်လိုက်နိုင်အင်တာနက်ဆက်ဆက်ကောင်းပါပဲဆိုတော့ဒီရဲ့သူတွေကကျွန်တော်ရေလုံးအနေချက်နေတယ်ကျွန်တော်ရဲ့ကျွန်တော်လည်းရှေ့ကိုတွားဖို့အတွက်ကာနေရတဲ့ခုဖြစ်နေတယ်အဲ့မှာဆောင်လိုက်နိုင်မှုထင်တယ်ဆိုရဲကဲပါဒါဆိုရင်ဒီတစ်ခုကတော့ကျွန်တော်တိကျတော့ဒါကျွန်တော် personally ရတိကျတာပါကျွန်တော်တို့ဒီအပြင်ဘဝမှာဆိုရင်ပေါ့ကျွန်တော်ကဥပမာအပြပြောတာပါကျွန်တော်ဥပဒေကျောင်းဆင်းဆိုရင်ကျွန်တော်ဥပဒေဓမ္မတရားဖြစ်လာချင်မှဖြစ်လာမယ်ပေါ့နော်ဒီ music ကျောင်းဆင်းဆိုလည်း music musician ဖြစ်ချင်မှဖြစ်လာမယ်ပေါ့နော်အဲ့လိုအတွေးအဲ့လိုလေးရှိကြတယ်နော်ဒီဂီတကျောင်းဆင်းတိုင်းဂီတသမားဖြစ်လာနိုင်ဘူးလေနော်အဲ့ဒီဟာလေးရှိတယ်အဲ့ဒါကိုလည်းကျွန်တော်ယုံကြည်တယ်ပေါ့နော်ပတ်သက်လို့မပေါ့မေးချင်တာဒီကျန်းကျောင်းဆင်းပြီဆိုတာလေကျန်းကျောင်းပွဲရပြီဆိုတာလေဆရာမတယောက်ကဖြစ်သွားပြီလားပေါ့နော်ကျွန်တော်အကြောင်းစင်တိုင်းဆက်ဆက်မှဖြစ်မလားအဲ့လိုပေါ့ဖြစ်မလားပေါ့နော်ရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့လူတိုင်းတော့ကျွန်တော်ကြောင့်စင်ပြီးသားလူတိုင်းကတော့ဖြစ်တာများတယ်နော်အခုကျွန်တော်ကျောင်းမှာဆိုရင်ကျောင်းဆင်းလို့နှစ်တိုင်းလို့အများကြီးရှိရပေါ့နော်ကျောင်းတိုင်းမှာနှစ်တိုင်းကျောင်းဆင်းလို့ရှိတယ်တချို့ကျတော့ခက်ခဲလို့ချိန်နေကြောင်းချိန်ပြီးမျိုးကြောင်းမှာတက်တယ်တချို့ကျတော့တကယ်စကတ်ချင်တဲ့တကယ်အမှုတော်မှာပါဝင်ခြင်းလို့လာတက်တဲ့လူတွေရှိတယ်တချို့ကျတော့လည်းဒီကျောင်းအချိန်ကြီးကိုလေ့လာခြင်းလို့တချို့ကျတော့လည်းတကယ်ချင်းကနေမှဒီကျောင်းတက်နေညောလိုက်တက်နော်ဆိုရင်တကယ်ချင်းအစွဲနဲ့လိုက်တက်တာရှိမယ်တချို့ကျတော့လည်းဘွဲတစ်ခုရမလားပေါ့ဒီဂုံပေါ့ဒီဂုံလေးနဲ့ပေါ့နော်ဘွဲတစ်ခုရထားရဲဆိုအိမ်မှာချိတ်ဖို့တက်ဂုံတစ်ခုအနေနဲ့တက်ကြလို့ရှိကျွန်တော်ပြောချင်တာကကျွန်တော်တို့ကျန်းစာတက်နေတဲ့အချိန်မှာတင်ပေးတဲ့ဘာတွေတွေတိုင်းကတော့ကျွန်တော်တို့အတွက်ကောင်းမှဒီလိုတင်တော်တိုင်းအတွက်လည်းကောင်းတယ်ကျွန်တော်တို့ရှေ့လုပ်ငန်းစဉ်အတွက်ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ကျောင်းတက်နေတဲ့အချိန်မှာဘယ်လိုခံစားလဲပေါ့နော်ခံစားဥပမာလောကျောင်းတက်တယ်ဆိုရင်လောအကြောင်းတက်နေတဲ့အချိန်မှာသင်ဘယ်လိုခံစားလဲပေါ့စိတ်ထဲမှာဘယ်လိုခံစားလဲဒီဘာတွေနဲ့ပတ်သက်ပြီးတော့သင်ဘယ်လိုခံစားလဲနောက်ပြီးတော့စီးပွားရေးနဲ့ပတ်သက်ပြီးဒီကျောင်းတက်တယ်ထားတယ်တမိုင်းရဲ့ကျောင်းတက်တယ်ထားလိုက်အဲ့ဒီကျောင်းတက်နေတဲ့ကာလမှာသင်ဘယ်လိုခံစားလဲပေါ့ဒီရဲ့ဘာတွေသင်ဘယ်လိုခံစားလဲပြီးရင်ကျောင်းဆင်းသွားတဲ့အချိန်မှာရောဒီခံစားချက်နဲ့ဒီကျောင်းပြီးသွားတဲ့အရာနဲ့ဒီခံစားချက်နဲ့အခုပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့လိုအပ်ချက်နဲ့ကိုက်လာတာအဲ့လိုပြန်စဉ်းစားကြတယ်နော်ပြန်စဉ်းစားကြတဲ့အချိန်မှာပတ်ဝန်းကျင်မှာရှိနေတဲ့လိုအပ်ချက်နဲ့ကျွန်တော်တို့ခံစားနေတဲ့ခံစားချက်နဲ့ကိုက်ရဆိုရင်ဒီရဲ့ကျွန်တော်အခုကျွန်တော်ပြီးတဲ့အကြောင်းဗာလေးအကြောင်းဓမ္မဆရာဘောတော့လမ်းတော့လမ်းရှိတယ်နော်တော့လမ်းရှိတယ်ဒါပေမဲ့ကျွန်တော်ခံစားနေရတဲ့ခံစားခဲ့ရတဲ့အရာနဲ့ခံစားရဆိုတာဒီဗာရဲပေါ့လေကျွန်တော်တက်နေတဲ့ဗာလာရဲကိုကျွန်တော်ခံစားပြီးမှကျောင်းဆင်းလာပြီးမှကျွန်တော်ပတ်ဝန်းကျင်မှာဝင်တဲ့ပတ်ဝန်းကျင်မှာကသူတို့ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတယ်ဆိုရင်ကျွန်တော်ဒီလမ်းဝင်တယ်တကယ်လို့ကျွန်တော်ခံစားနေတဲ့အရာကဒီကျောင်းပြီးငါကတော့နိုင်ငံခြားသွားမယ်ငါကတော့တခြားစီးပွားရေးပဲသွားမယ်ဒီကျောင်းပြီးနေဘာမှမထူပါဘူးဆိုတော့အဲ့လိုခံစားချက်ရှိရဆိုရင်ဒီကျွန်တော်တို့မှာရှိတဲ့ပတ်ဝန်းကျင်တွေကလမ်းမရှိတော့လမ်းမရှိတော့နော်ခက်ခဲသွားပြီပေါ့အဲကြောင့်မို့ကျောင်းဆင်းတိုင်းလေကျောင်းပြီးတိုင်းလေကျွန်တော်ဒီလမ်းကိုရှောက်တယ်ဆိုတာရှိပါဘူးလို့အားနေကြတယ်နော်ကျွန်တော်ပြောလို့ပဲခုနခံစားရတဲ့ခံယူချက်ခံစားချက်ဒီအဲ့ဒါတွေကလွဲနေတဲ့အချိန်မှာဒီလမ်းကျွန်တော်တော့ပြီးတော့အဟံတာပြည့်စုံတယ်နော်ကဲပါဆိုရင်ခုကမဖာပွေလေရခဲ့ပြီဆိုတော့ဒီမဖာရဲ့ဘွားရဲ့ဒီရှေ့ရှောင်းလောက်ဆောင်သွားမဲ့မှုပြSunday School ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီငယ် season မှာဖြစ်ဖြစ်တော့မဟုတ်အတင်းတော်တစ်ခုလုံးမှာပဲဖြစ်ဖြစ်ဒီအမှုတော်ဆောင်ဆရာတယောက်အနေနဲ့ရှေ့ရှောင်းပါလှုပ်ဆောင်မှုရှိလေရှေ့အနာကအစီအစဉ်တွေပေါ့နော်ကျွန်တော်အတင်းတော်မှာကျွန်တော်ကြောင်းတက်ကလေးကျွန်တော်အတင်းတော်မှာဒီလိုမျိုးအဒီကြထိုင်နေလို့တော့ကျွန်တော်ဆုံးဖြတ်ချက်တော့မရှိဘူးပေါ့နော်မိသားစုတွေလည်းတင်းတော်မှာဒီတင်းတော်မှာနေဒီကြထိုင်ရမယ်ဆိုရဲအဲ့လိုခံယူချက်နေနဲ့တခါမှမတိုက်တွန်းဘူးနော်ကျွန်တော်လည်းလိုခံယူချက်မရှိဘူးကျွန်တော်တော့လိုအပ်နေအောင်ကျွန်တော်တွားပြီးမှပါဝင်မယ်ပေါ့နော်ကျွန်တော်စက္ကန့်မယ်ကျွန်တော်တတ်နိုင်တယ်လို့ပေါ့နော်ပြီးတော့ကျွန်တော်လည်း
ပြည့်စုံတဲ့တူလည်းမဟုတ်ဘူးနော်ပြည့်စုံတဲ့တူလည်းမဟုတ်ဆိုကျွန်တော်ကြာရကန်တမှာကျွန်တော်တက်နိုင်တဲ့လောက်ပေါင်းနေတယ်ကျွန်တော် second ပဲကျွန်တော်ဟောပြောမယ်ပေါ့နော်ကျွန်တော်တက်တိခံမယ်ပေါ့နော်ကျွန်တော်တက်နိုင်တဲ့လောက်တက်တိခံမယ်နောက်ပြီးတော့ကျွန်တော်ရှေ့ပိုင်တော့ကျွန်တော်ရဲ့စာထဲမှာထဲမှာလည်းပါပြီးသားပေါ့နော်အတင်းတော်ကြီးမှာရှိတဲ့ခက်ခဲနေတဲ့လူတွေကိုကျွန်တော်ဒီတာစုတပွဲပေါ့နော်ကျွန်တော်ဟိုလေမိဘမဲ့ကြီးဟန်ပုံစံပေါ့ဒီလိုလေးပြင်ချင်တယ်နော်တကယ်လို့အတင်းတော်ထဲမှာမလုံနိုင်ဘူးဆိုရင်လည်းကျွန်တော်ပြင်ပထဲမှာကျွန်တော်ကတမင်းလေးတက်ချင်ကြရင်တော့ဘုရားသခင်ပြင်ပေးလိုက်ကျွန်တော်လုပ်ဖို့တက်ဒီချက်တော့ရှိပါတယ်ကွာကျွန်တော်ခက်ခဲနေတဲ့မိသားစုတွေကနေမှကလေးတွေလေးခေါ်ရောပညာသင်ကြားပေးမယ်သူတို့ရှိရဲ့အနာဂတ်မှာတကယ်လို့ပညာတက်ချင်မှုဆိုရင်လည်းပညာမတက်ချင်ဆိုတော့ပညာဆိုတော့အသက်ဆုံးပေါ့နော်ပညာပေါ့နော်ပညာမတက်ချင်မှုဆိုရင်လည်းပညာပေါ့နော်ပညာပိုင်းမှာဒီမှာလက်မှုပညာစက်မှုပညာဒီလိုမျိုးတွေပိုင်းမှာစိတ်ဝင်စားနေအဲဒီပိုင်းမှာထားပြီးမယ်တကယ်လို့ပညာပိုင်းတက်ချင်တဲ့ဆိုရင်ပညာပိုင်းမှာစိတ်ဝင်စားပြီးပညာပိုင်းမှာထားလိုက်မယ်ဒီလိုတော့ရှိတယ်နောက်ပြီးတော့အတင်းတော်ဖြစ်စေခြင်းနဲ့ရတာပါလဲဆိုရင်အတင်းတော်မှာမိဘတချို့ဘိုးဘွားတွေကတော့တာသမီတွေမရှိတော့နည်းနည်းအားနေတယ်နော်အဲဒီဘိုးဘွားတွေအတွက်တင်းတော်နေမှာတနိုင်တော့စိတ်ခံနေဖွင့်မှာပေါ့နော်စိတ်ခံနေဖွင့်ပြီးတော့အဲဒီဘိုးဘွားတွေကိုအခါမဲ့စိတ်ကူးပေးတာပြည့်ပြည့်အောင်လို့လုပ်ပြီးမယ်အခါမဲ့စိတ်ခံလို့စိတ်ခံလေးကိုပြပြီးမယ်တကယ်လို့တချို့ဆုံးဖြတ်ထားတဲ့မိဘတွေပေါ့နော်တက်ကြီးရဲ့လူတွေရှိခဲ့ရင်တင်းတော်ပြည့်ကျွန်တော်ရဲ့ခေဟာပြည့်မှာပေါ့နော်အဲ့လိုလေးမှာဒီမှာဆမ်းရှာဖို့အတွက်အမှုကြီးချက်တော့ရှိပါတယ်ဖြစ်လာတော့တော့ဘုရားလည်းတည်မှာပေါ့နော်ဘုရားပြင်ဆင်ပေးထားရင်တော့ရှေ့မှာကျွန်တော်ပြင်ဆင်ပေးထားရင်တော့ဒီလမ်းကိုကျွန်တော်ရှောင်နေလို့ပြောနေပါတယ်ပေါ့ဒီဘုရားဒီရှေ့ပါရုံမဖြစ်လာခင်တော့တွင်းလေးမှာပေါ့နော်ဒီပရမတ်ပြောခဲ့တဲ့အတိုင်းဆိုတော့ဒီအတင်းတော်တစ်ခုမှလည်းဒီကြထိုင်ဖို့အတွက်ဒီအစီအစဉ်မရှိသေးဘူးပေါ့နော်ဒါဆိုရင်တခြား event တွားဖို့ဆိုရင်တော့မပါဘူးသဘောရှိတယ် event တွားဖို့အတွက်ဆိုရင်တော့ကျွန်တော်ကတော့အရင်ပြောတော့ကျွန်တော်event တွားဖို့ဆိုရင်ပြောပါလေပေါ့ကျွန်တော်အရင်ကလည်းကျွန်တော်တက်နေနေပေါ့နော်ဒီကိုဗစ်ခါလာခြားနေမှာပေါ့နော်ကျွန်တော် event ထွက်ခဲ့ပြီးပါလေတော့ဆရာမရှိနေလောက်ခက်ခဲတယ်ဆိုတာလည်းအဲ့လိုကအရင်ကခက်ခဲခဲ့တယ်နော်သူများချင်းချောက်ဒလားမြန်တနက်ထောက်ဒလားအဲ့လိုမရှိတော့မှနော်တကယ်တော့တင်မင်းရဲ့ရိတ်ပေါ့နော်ဒါတော်တော်ဒီမှာတော့ခက်ရမယ်ပြောတယ်ဘောနော်ကျွန်တော်ရိတ်တော့ကြားခဲ့သူများတော့ကျွန်တော်နိုင်ရတော့ထင်တယ်ပြီးကြားနေထင်တယ်ပေါ့နော်ခဏခဏပုံစံမေးတာရှိကျွန်တော်တော့အင်းဒီဆွနေရရင်ဖျားရမှုတော့ပါဝင်နေပြောနေဘူးသူဖြစ်ပါတယ်ရှေးအင်းဒီထပ်ဖို့လမ်းရှိနေကျွန်တော်ထပ်ဖို့တက်ရှိပါတယ်ကဲပါဒီကျွန်တော်လေးစတာအရင်တော့ဘာ Sunday school ဆရာတယောက်ဖြစ်ခဲ့တော့ချိန်နဲ့အခုဒီအခုတော့အမှုတော်ဆောင်ဆရာလို့ပဲပြောရမှာဖြစ်နေနော်အမှုတော်ဆောင်ဆရာတယောက်ရဲ့တာဝန်နဲ့ဝတ္တရားကွဲပြားသွားပုံရပါလိမ့်ရှိတယ် Sunday school တင်ခဲ့တော့လည်းအခုအမှုတော်ဆောင်တယောက်အနေနဲ့Sunday school တင်ခဲ့တော့ကတော့နော်ကျွန်တော် Sunday school တင်ခဲ့ပြီးဆိုရင်တော့Sunday school တင်တဲ့အချိန်တော့ဆရာပေါ့နော်အပြင်ရောက်ရင်တော့နေစင်တယ်လို့နေပေါ့နော်နေစင်တယ်လို့နေစားစင်လို့စားတော့ကျွန်တော်တော့အဲ့လိုတက်ခဲ့တော့နော်ဒါပေမဲ့အခုတော့ဆောင်ရပါလေချိန်ပါတော့အခုတော့ဆောင်တရားဆိုတာကိုမဒီနဲ့ပေါ့နော်ဘာလို့ဆိုရင်မန်တစ်ချက်လိုပဲပေါ့နော်တစ်ချက်လိုပဲကျွန်တော်တို့သူများကကိုယ်လည်းသူများကိုပြုံးပြရမယ်တက်တည်ပြရမယ်တက်တည်ပြကျွန်တော်ကသူများဖတ်နေတဲ့စာအုပ်လေးဟုတ်ကဲ့လားစာအုပ်လေးကျွန်တော်ရေးထားတဲ့ဒီစာအုပ်ထဲမှာကျွန်တော်ရေးထားတယ်သူများဖတ်နေတယ်ကျွန်တော်တက်ရှင်ချင်းရတယ်သူများဖတ်နေတယ်လေကျွန်တော်တက်ရှင်နေတာသူများတက်အရင်ဖြစ်ဘူးဒီဆောင်ဆောင်ဖြစ်ဘူးဆိုရင်ကျွန်တော်စာအုပ်ကဘာမှမပေါ့ကျွန်တော်စာအုပ်ဘယ်လောက်ပဲလားကျွန်တော်အထဲမှာစာရေးထားတာကကောင်းရေးထားဘူးလှလေးရေးထားဘူးကျွန်တော်ရဲ့စာသားတွေကကိုရောက်ဒီရောက်ဖြစ်နေတယ်ဆိုရင်တော့လမ်းဘေးရောက်နေတဲ့စာသားတွေဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်ကညဖတ်ချင်တဲ့စာမဟုတ်တော့ဟုတ်တယ်လားဟုတ်တယ်ဟုတ်ပါပဲတော့ကျွန်တော်မူတော့စာသားလေးဒီညဖတ်ချင်တဲ့စာအုပ်ဖြစ်အောင်ကျွန်တော်တက်ရှိမှုကလည်းကျွန်တော်နေထိုင်မှုကျွန်တော်ပြောဆိုမှုကလည်းဒီမှာကSunday school တင်လို့ပဲပေါ့ပျော်ရှင်းအောင်ဘယ်လိုလုပ်ပေးမလဲပေါ့
ဟုတ်တယ်မလားစနစ်စကူဆရာကိုတင်လို့ပေါ့နော်ကျွန်တော်တက်တာမှာလေကျွန်တော်အခုယုံကြည်သူတွေဖျားချောင်းလာတယ်ဆိုရင်ကျွန်တော်အားဖြည့်သူတို့ပြောရမယ်ပေါ့နော်သူတို့ပြောစီဖို့အတွက်သူတို့ဖျားနဲ့သူကြီးဆက်ဖို့အတွက်ကျွန်တော်ကသူများဖတ်နေတဲ့စာအုပ်ပေါ့နော်ဖျားနဲ့ညီးဖို့အတွက်ကျွန်တော်ဒီရဲ့စာအုပ်ထဲမှာလည်းဖျားနဲ့ညီးအောင်ဆိုမှဘယ်လိုဖန်တီးပေးရမလဲဆိုတာရေးထားပြင်တဲ့ဖြစ်တယ်ပေါ့နော်ကျွန်တော်ကအဲ့လိုအသက်ရှင်ဖို့အတွက်အဲ့လိုကျွန်တော်တို့ခံယူပါတယ်ပေါ့နော်တခြားလူတော့မသိဘူးပေါ့နော်ပြီးတော့မပါဒီလူငယ်ဖတ်မှလည်းမပါရန်ပါဝင်နေပေါ့နော်လူငယ်ဖတ်မှလည်းအဲ့ဒီလူငယ်ဖတ်မှလူငယ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးချင်တာခေါင်းဆောင်မှုဆိုတာဘယ်လောက်ကြီးကြီးလဲကွာခေါင်းဆောင်တယောက်ရေခေါင်းဆောင်တယောက်ဖြစ်ဖြစ်ခေါင်းဆောင်တယောက်ရေခေါင်းဆောင်မှုပဲဖြစ်ဖြစ်နောက်လိုက်ယူတဲ့ဘယ်လောက်ကြီးကြီးလဲပေါ့နော်ခေါင်းဆောင်ဆိုတာအရေးကြီးပါလေခေါင်းဆောင်လုပ်ပြီးတော့အနောက်ပဲလိုက်နေတော့ခေါင်းဆောင်ခေါ်လေးဟုတ်တယ်လားဒီဘောခေါင်းဆောင်ဆိုဘယ်လောက်ရေးကြီးလဲဆိုရင်လမ်းပေါ့နော်ဒီဟာစူးချုပ်နေရှိရပေါ့ရှိမှာတောင်းဖို့စူးချုပ်ရှိနေရှိမှာအရှိနေမှဒါနိုင်ရှင်းပေးရခေါင်းဆောင်အနောက်ကကိုယ့်ရဲ့နောက်လိုက်ရဒီလမ်းကောင်းသွားနိုင်ကိုရပြအစူးတွေရှင်းပေးဖို့တဲ့သူအဲ့ဒါပေါ့နော်အဲ့ဒါခေါင်းဆောင်ပြဖြစ်တဲ့တရားပုံနဲ့ဖြစ်ပါတယ်ဟုတ်တယ်နောက်ပြီးတော့ခက်ခဲနေတယ်ဆိုရင်ဥပမာခေါင်းဆောင်တူကလောက်တဲ့အရေးကြီးတယ်ဆိုရင်ဒီအုပ်စုတစ်ခုကိုဥဆောင်နေတဲ့အချိန်မှာသူကဒီအုပ်စုကိုဥဆောင်နေနဲ့အိတ်နေမယ်ဆိုရင်ဒါခေါင်းဆောင်ဖို့ဟုတ်ဒီအုပ်စုတစ်ခုမှာလိုအပ်နေတဲ့အရာကိုသူကအမြဲတမ်းကြည့်နေရမှာအမြဲတမ်းဖြည့်ဆည်းပေးနေရမှာအမြဲတမ်းပတ်ဖို့ပေးနေရမှာနော်အဲ့ဒါမှခေါင်းဆောင်ကောင်းပြီးသားမယ်လို့ကျွန်တော်မြင်နေပါတယ်ပေါ့ခေါင်းဆောင်ဆိုတာကတော့အနစ်နာခံတာပေါ့နော်အနစ်နာခံတယ်အနစ်နာစေတနာမေတ္တာပေါ့နော်အဲ့ဒီအရာလေးတို့အဲ့ဒါပေါ့နော်ဒီခေါင်းဆောင်ရဲ့အရေးကြီးဆုံးအချက်တွေဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ခေါင်းဆောင်ဆိုတာကတော့အခုနတိုင်းမှာပဲပြောမယ်ဆိုရင်ပျော်ရွှင်မှုဖန်တီးပေးရပြီပေါ့ဟုတ်ဖန်တီးပေးနိုင်တယ်ခေါင်းဆောင်ဖြစ်ပြီးတော့အမြဲတမ်းစုပူချိန်မောင်းနေတယ်ဟာငါပြောတဲ့အတိုင်းလို့မင်းတို့ဘာမှလာမပြောနဲ့ဆိုတဲ့အဲ့လိုအာနာမိတ်နဲ့လုပ်နေတော့ခေါင်းဆောင်တော့တူပြီးတားရဆိုတာဖြစ်နိုင်မှာနော်ဟုတ်ကဲ့တခါတလေကျတော့အာနာတုံးတာကောင်းပါတယ်ဟုတ်တယ်မလားဒီတရားကိုကောင်းစားစေချင်လို့အာနာတုံးလိုက်တာကောင်းပါတယ်ဒါပေမဲ့အမြဲတမ်းလို့တော့အာနာနဲ့ပါဝိုင်းနေတော့အချီနဲ့ဝင်တော့ပြောမှဆိုတော့စကားပြောနေအမိကနေပြောဖို့ရတဲ့လို့ဘာလို့ကျွန်တော်အဲ့လိုကောင်းဆောင်ဆိုရင်ကျွန်တော်ကြိုက်ပါတော့အမြဲကောင်းဆောင်ဆိုတာတော့စကားပြောတာအစပါတော့နည်းနည်းငါးနေဒီအဲ့လိုပြောတဲ့ကောင်းဆောင်တွေရှိတယ်နော်အဲ့လိုမဟုတ်ဘူးနော်ကျွန်တော်နိုင်နေတယ်ဖြစ်ဖြစ်ကျွန်တော်ဟိုကျွန်မပေါ့ဒီအဲ့လိုမျိုးဆက်ဆံတဲ့တူပေါ့နော်တကယ်လို့ကိုယ်ထက်ငယ်တယ်ဖြစ်ဖြစ်ကြည်လာပြီးကိုအမဦးလေးတော့ဒီအဲ့လိုပေါ့တဲ့ကိုတော့ပြောဆိုမှစပါနော်ကျွန်တော်တို့အဲ့လိုတမအရေးကြီးပါတယ်ပေါ့နော်ကောင်းဆောင်တူပြီးတာဝန်အတွက်ဒါအဲ့ဒီလိုမျိုးကကျွန်တော်မြင်တာတော့ဒီလိုမျိုးဖြစ်ပါတယ်ဒီကောင်းဆောင်ပိုင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီကျုံးငယ်လေးကလေးဒီ Sunday School တင်ယူခဲ့တဲ့ချိန်ကလေးကျွန်တော်အမြဲကြားနေဆိုတာတခုရှိတယ်အဲ့ဒါဘာလဲဆိုရင်ခေါင်းဆောင်ကောင်းတယောက်မဖြစ်ခင်မှာအဲ့ဒီခေါင်းဆောင်ကောင်းတယောက်မဖြစ်ခင်မှာနောက်လိုက်ကောင်းတယောက်ဖြစ်ရမယ်ဆိုတော့ဆောင်းပုတ်လေးပေါ့နော်အဲ့ဒါကိုမဟုတ်ဘူးလို့မြင်လဲအဲ့ဟုတ်ပါတယ်ကျွန်တော်တို့ငယ်စဉ်ကပေါ့နော် Sunday School အရွယ်ကြီးကကျွန်တော်ကောင်းဆောင်တင်ယူခဲ့ပြီးနဲ့ကျွန်တော်ကောင်းဆောင်တူဖြစ်မယ်ဆိုရင်လေကျွန်တော်ဆိုရင်ငယ်ကကျွန်တော်တို့သူများနောက်လိုက်လုပ်နေချင်းမှာကောင်းမှလည်းရှောက်ခဲ့ပါဟာသူများဒီကိုသွားမယ်ဆိုရင်သွားချင်ဘူးကလန်လုပ်တယ်ဟုတ်ပါနော်တကယ်လို့သူတို့ကျွန်တော်တို့နဲ့တူကြီးခဲ့တွေကအများနဲ့ကျွန်တော်နဲ့နေမှာမဟုတ်ဘူးဟုတ်တယ်ဗျဟုတ်တယ်လားအဲကြောင့်ကျွန်တော်နေခဲ့တဲ့အချိန်မှာကျွန်တော်ကတခါလေခေါင်းဆောင်ဖြစ်လာတဲ့ဘယ်လိုမှဆိုခေါင်းဆောင်ပဲဝိကလေးကကျွန်တော်ခေါင်းဆောင်ဖြစ်ရမယ်ဆိုတဲ့အတွေးမျိုးဒီတိုင်းမှာရှိရမှာပါဟုတ်တယ်မလားဒီအဲ့လိုမျိုးအတွေးမျိုးရှိမှပဲတနေ့နေ့ချင်းကျွန်တော်ခေါင်းဆောင်ဖြစ်လာခြင်းတိုင်းရင်သူများကိုဥဆောင်နေသူဖြစ်ရမယ်သူများကိုအဲ့လိုလူဖြစ်မှာကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ခေါင်းဆောင်မဖြစ်ခင်မှာကျွန်တော်နောက်လိုက်ကောင်းဖြစ်ခဲ့ဖို့အရေးကြီးရဆိုတာကကျွန်တော်တို့နောက်လိုက်လုံနေတဲ့အချိန်မှာလည်း
ရှေ့ကကောင်းဆောင်တွေပြောတဲ့ຢာကိုကျွန်တော်ကပြချလိုက်လို့ပြချလိုက်မှလိုက်ဆူဆန်လေးလာမယ်ဆိုရင်နောက်ကောင်းလိုက်မယ်ဆိုရင်တနေ့ကျွန်တော်ကောင်းဆောင်ဖြစ်လာတဲ့အချိန်တိုင်းပဲအရှေ့ကကောင်းဆောင်လုပ်ခဲ့တဲ့ကကောင်းဆိုကျွန်တော်ပြန်သုံးသပ်နိုင်တဲ့အရာကြီးပါ။ငါတို့ရှေ့ကကောင်းဆောင်တွေလုပ်ခဲ့တာမခဲ့တာပဲငါတို့ကြိုက်ရင်ဒီလိုဖြစ်အောင်ကျွန်တော်လုပ်နေဆိုတဲ့အတွေ့အကြုံပေါ့နော်။ဥပမာကျွန်တော်ဆန်ဆူတင်ခဲ့တယ်ကျွန်တော်အားနည်းချက်ရှိခဲ့တယ်ဒါပေမဲ့ကျွန်တော်လူငယ်တွေကိုကောင်းဆောင်ခဲ့တယ်ကျွန်တော်လူငယ်ကောင်းဆောင်ကို9နှစ်10နှစ်လောက်လုပ်ခဲ့တယ်နော်။ဒါပေမဲ့ကျွန်တော်အားနည်းချက်ရှိတယ်ဒါပေမဲ့ကျွန်တော်နောက်မှာတက်လာတဲ့ခေါင်းဆောင်တွေပဲကျွန်တော်ရဲ့အားနည်းချက်ကိုမြင်စေချင်တယ်ဟုတ်ကဲ့ပါမြင်စေချင်တယ်အဲ့ဒီမြင်ပြီးတော့အဲ့ဒါမှနောက်လိုက်ကောင်းဆိုတာဖြစ်လာပြီဟုတ်တယ်မခေါင်းဆောင်ရဲ့အားနည်းချက်ကိုမြင်ပြီးတော့ငါတနေ့ငါခေါင်းဆောင်ဖြစ်လာတဲ့အချိန်ကျရင်ဒီခေါင်းဆောင်အားနည်းချက်ကိုကျွန်တော်ပြန်ပြီးအားတာချက်ဖြစ်အောင်ပြန်လုပ်မယ်ဆိုတဲ့ဒီအလိုအတွေ့အမျိုးရှိရလို့ကတော့နောက်လိုက်ကောင်းလို့ကျွန်တော်မြင်တယ်ပဲเนาะဟုတ်ကဲ့ပါဟုတ်ပါတယ်ဗျကျွန်တော်လက်ခံပါတယ်ပြီးတော့လူငယ်တယောက်မှာပေါ့နော်ဝိညာဉ်ရေးရမှာလူငယ်တယောက်ဝိညာဉ်ရေးရမှာဆိုရင်ဝိညာဉ်ရေးရမှာဖျားပေါ်ရင်ဒီမှုကဘယ်လောက်ထိလိုအပ်လဲလူငယ်တယောက်ရဲ့ဝိညာဉ်ရေးရမှာဘယ်ဟာကိုယုံကြည်ဖို့တက်လားဟုတ်ကျွန်တော်တို့အချိန်ပေးနိုင်တော့ကောင်းတာပေါ့အချိန်ပေးနိုင်တော့ကောင်းတယ်ကျန်တာဖတ်မယ်ဆူတောင်းမယ်ဒီကတိတက်လို့ဆိုရင်ဘယ်ဟာကိုချင်းမယ်ကျွန်တော်ဝိညာဉ်ရေးရမှာတိုးတက်တယ်တိုးတက်ဘူးဆိုတာတော့ကျွန်တော်မိမိရဲ့တို့ရဲ့ပုံဒီမှာပဲဆုံးဖြတ်လာပါတော့ငါကကျွန်တော်ဒီလောက်ပတ်တယ်ငါကဒီလောက်ချင်းနေငါဒီလောက်ထိအလူတန်းပေးတယ်ဒီလောက်နဲ့တော့ကျွန်တော်အပေါ်ရနေနေတော့မဟုတ်ဘူးလေနော်ကျွန်တော်နေ့စဉ်တက်ရှင်နေချိန်မှာကျွန်တော်လုပ်ရက်တွေကျွန်တော်ဒီဘာကိုပြောဆိုရရအောင်ကျွန်တော်ပြောလို့ပဲပါဒီများကိုပြောဆိုရရပြီကျွန်တော်အသက်ရှင်ပုံစံကဝိညာဉ်ရေးရနဲ့ဘယ်လောက်ထိအဟံတာဖြစ်နေတယ်ပေါ့နော်အထောက်ပံ့ဖြစ်နေတယ်ပေါ့ဒီအဲ့ဒါကအရေးကြီးတယ်ပေါ့နော်ကျွန်တော်ကျမ်းစာဖတ်မယ်ဆူတောင်းမယ်ကျမ်းစာဖတ်ခြင်းအဖြစ်ပေါ့ကျွန်တော်ရဲ့ဝိညာဉ်ရေးရတယ်ပို့ပြီးတိုးပွားစေပေါ့နော်ဝိညာဉ်ရေးရတိုးပွားရဲဆိုတာတော့ကျွန်တော်ဖရာရဲ့တုံတင်ခဲ့တဲ့နန်းစင်တိုင်းကျွန်တော်လိုက်လျှောက်ခြင်းရတယ်ဝိညာဉ်ရေးရတိုးပွားတယ်လို့ကျွန်တော်လုပ်ခံရပါတယ်ပေါ့နော်ဖရာကချစ်ပါဆိုကျွန်တော်ချစ်လိုက်ဖရာကလူပါပေးပါတနာပါဆိုကျွန်တော်တနာလိုက်ကျွန်တော်ပေးလိုက်နေစေဒါဝိညာဉ်ရေးရလက်ရှောက်နေဖြစ်တယ်ကျွန်တော်လုပ်ခံရပါတယ်ဟုတ်ပြီးတော့ခုနမေးခွန်းနဲ့ပတ်သက်လို့ပြောချင်တာလူငယ်တယောက်မှဒီကိုယုံကြည်မှုပေါ့နော်ကိုယုံကြည်မှုနဲ့ဒီဘာသာရေးရဘုရားပေါ်ယုံကြည်မှုတစ်ခုရှင်လာတဲ့အချိန်မှာဘာတွေဖြစ်တက်လဲဘာတွေကွဲပြားမှုတွေရှိမလဲလောကရေးရမှာယုံကြည်မှုကတော့အဟံတာတော့ဖြစ်စီတာများပါတယ်ပေါ့နော်ကျွန်တော်တို့လောကရနဲ့ဒီဝိညာဉ်ရေးရနဲ့ရောရှက်သွားတဲ့အချိန်မှာကျွန်တော်တို့ကလောကရကအမြဲတမ်းတာစမြဲပဲလေလောကရအမြဲတမ်းတာစမြဲပဲဘာလို့ဆိုလောကရမှာကကျွန်တော်တို့ပျော်ရွှင်မှုတွေကျွန်တော်တို့ကိုခက်ခဲမှုတွေညာကြည့်ပေးမှာဟုတ်ဒါပေမဲ့တော့ပျော်ရွှင်မှုနဲ့ခက်ခဲမှုနဲ့တွန်းနေရလေဒါပေမဲ့ဝိညာဉ်ရေးရမှာကျွန်တော်တို့နည်းနည်းခက်ခဲစီတာများတယ်သူကခက်ခဲစီတာပုံများတယ်ဘာလို့ဆိုရင်ဝိညာဉ်ရေးရမှာကကျွန်တော်တို့ထုတာပေါ့နော်ထုစစ်တယ်ပေါ့နော်ကျွန်တော်တို့ထုစစ်တယ်ကျွန်တော်တို့မှာရှိနေရတဲ့ထုတယ်ကျွန်တော်ဝိညာဉ်ရေးရမှာဘိုင်းမှာကျွန်တော်ဝိညာဉ်ရေးရဘိုင်းမှာအများကြီးလုံးနေတယ်ဆိုရင်ကျွန်တော်ခက်ခဲမှုကအများကြီးစိတ်ခေါ်မှုရှိတာစိတ်ခေါ်မှုနောက်တစ်ဆင့်တပ်ဖို့စိတ်ခေါ်မှုပေါ့နော်တက်ဖို့တက်စိတ်ခေါ်မှုရှိတယ်ဒါပေမဲ့ဝိညာဉ်ရေးရကိုမလောက်ဖို့ရတဲ့အဟံတာလည်းဖြစ်စေတယ်ပေါ့နော်အဲ့လိုခက်ခဲလာတဲ့အချိန်ပေါ့နော်ဟုတ်ဟံတာဖြစ်စေတယ်ဒါပေမဲ့လောကရေးရမှာကျွန်တော်တို့ဝိညာဉ်ရေးကလောက်ဖို့ရတဲ့ဖြစ်စေတဲ့အရာကဘာလဲဆိုရင်ခက်ခဲလာပြီဆိုတာနဲ့ကျွန်တော်ဝိညာဉ်ရေးကတော့တွားပြရတယ်ကျွန်တော်တို့လုံးစေရတာလောကရတဲ့တွားနေတဲ့သူရဲ့ကတာပဲဥပမာပြောရမယ်ဆိုရင်သူကပတ်စံတစ်လောက်10သိန်းရတယ်ဒါပေမဲ့ဖះမကြိုက်ပါတယ်လောကဟုတ်ဒါပေမဲ့သူကလုံနေတယ်ဒါလောကမှာသူပြောနေဒါပေမဲ့ဒီ10သိန်းမကသူရဲ့တတမှာခက်ခဲလာပြီဟုတ်နော်10သိန်းမကကုန်ပြီးရတယ်သူခက်ခဲစေလာပြီဆိုရင်ဒါလောကရနေမှာဖះတဲ့ကိုပြန်ဝင်လာဖို့ရတဲ့သူမခွင့်မှဖြစ်တာဒါပေမဲ့အဲ့ဒီထဲမှာလောကရထဲမှာပြောနေပြီဆိုရင်တစ်သက်လုံးဖះလမ်းထဲမှာဝင်လာဖို့ရတဲ့ရန်ကုန်ကတော့နေပါရခဲပါတော့နော်အဲ့လိုဒါပေမဲ့လောကရာနဲ့ကျွန်တော်ဝိညာဉ်ရာနဲ့အများတန်းbalance ဒီဖို့အတွက်လိုရတယ်ပေါ့နော်ကျွန်တော်
လူငယ်တွေခွာပေးချင်တာတော့လောကရလည်းသွားနင်းမယ်ကျွန်တော်ဝိညာဉ်ရေးရတယ်နင်းမယ်ဆိုရင်ချိန်ခွင်တစ်ခုကညီရတယ်ဟုတ်တယ်မလားဖခင်ကလည်းကျွန်တော်ကိုဝိညာဉ်ရေးရဘက်မှာအရန်သွားပါလို့လည်းကျွန်တော်တိတ်မှမဆိုလို့ဘူးဒီကျွန်တော်တို့အသက်ရှင်နေချိန်မှာဒီတစ်ခုကတော့အများကြီးကျွန်တော်တွေ့မှသွားရမယ်နော်ဝိညာဉ်ရေးရသွားတယ်လို့ကျွန်တော်လောကရလည်းသွားရမှာဖြစ်တယ်ဘာလို့လဲဆိုကျွန်တော်လောကကြီးမှာအသက်ရှင်ရမှာလေလောကမှာရှိတဲ့လူတွေနဲ့ကျွန်တော်တို့နေစဉ်အတိဆက်ရမယ်ကျွန်တော်ဆက်သွယ်ရမယ်ဆက်ဆံရမယ်အဲဆက်ဆံရတဲ့အချိန်မှာကျွန်တော်လောကရမှာလေကျွန်တော်သွားဖို့အတွက်လိုအပ်တယ်ပေါ့နော်ဒါပေမဲ့အလွန်ကျွံပြီးတော့ဖြစ်စေတယ်ပေါ့နော်တန်စေးလွန်ပေးပေါ့နော်လွန်ရင်တော့ပေးဖြစ်တော့ဖြစ်ပါတယ်ပေါ့ဒါကြောင့်ကျွန်တော်လောကရမှာလေကျွန်တော်တတ်နေတော့သွားတယ်လို့လောကရမှာလည်းအရင်မှပျော်မွေ့နေတယ်ကျွန်တော် control လုပ်ဖို့အတွက်လိုအပ်တယ်နောက်ပြီးတော့ဝိညာဉ်ရေးရပိုင်းပြန်လာမျိုးဆိုရင်လေဝိညာဉ်ရေးရပိုင်းမှာလည်းကျွန်တော်အမြဲတမ်း overthinking ဖြစ်စေဖို့လည်းအရင်လိုအပ်တယ်ပေါ့နော်အခါကျရင်ကျွန်တော်ကျန်းစာဖတ်တာများပါရင်ကျန်းစာကပြောတာတမျိုးကျွန်တော်တို့လိုက်လျှောက်တာတမျိုးပြောတာကျွန်တော်ဥမာ tensional ပြီးတော့ခေါ်ပိတ်ပြီးမှကျွန်တော်ချရောပါစကားပြောတာပေါ့နော်ချရောပါစကားပြောတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်ခုခင်ပါတော့ကျွန်တော်အဲ့ဒါကြီးကိုဝိညာဉ်ရေးဘက်မှာဒါကြီးကိုလုံးမပဲကျွန်တော်ဝိညာဉ်ရေးကသုံးသက်တယ်အဲ့လိုမျိုးဆိုလို့ချင်းပေါ့နော်ဝိညာဉ်ရေးရဆိုတော့ကျွန်တော်ဖခင်ရဲ့စကားကိုအမြဲနားထောင်မယ်ခုနကကျွန်တော်ပြောခဲ့တယ်လို့ပဲဖခင်ကချစ်ဆိုချစ်လိုက်ဖခင်ကပေးလို့ဆိုပေးလို့လိုက်ဒီပေါ့ဒီလိုမျိုးကျွန်တော်ပေးလို့ဝိရအတွက်လဲကျွန်တော်လောကရဘက်မှာကျွန်တော်နည်းနည်းတောက်ခံဖို့အတွက်လိုအပ်တယ်လေဒါကြောင့်ဝိညာဉ်ရေးဘက်မှာကျွန်တော်ပေါဝင်ဝိရအတွက်လောကရရမှာလေကျွန်တော်တက်နေလားပေါဝင်ဝိရအတွက်အားထုတ်ပြရမယ်ဒီဘက်မှာလည်းအားထုတ်ဝိရအတွက်ကျွန်တော်ညီဖို့ရအတွက်အဲ့ဒါပေါ့ဒီလိုချင်ပါလေအဲ့လိုမညီဘူးဆိုရင်တော့ချိန်ပြတစ်ခါတော့ဆောင်းနေမှာပဲတစ်ခါတော့တာအဲ့လိုပဲမဖာရဲ့ဒီဘဝအကြောင်းသွားကြည့်အောင်နော်မဖာဒီလူဘဝဆိုတာအေးကိုမဖာဘယ်လိုခံယူလဲဘဝဆိုတာဘယ်လိုခံယူဟုတ်ဘဝဆိုတာတော့ကျွန်တော်အမြဲတမ်းခံယူတဲ့ဘဝတော့ကျွန်တော်ငငယ်ကတော့ဘယ်လိုခံယူလဲဆိုဘဝငါဘဝတော့ချင်းကြီးပါပဲပေါ့နော်အားမလည်းမဟုတ်ပေါ့ကျွန်တော်ဘဝကတော့အမေမရှိရင်ဖြစ်ဘူးပေါ့အမေမရှိရင်ကျွန်တော်လည်းမရှိဘူးပေါ့ဟုတ်ခံယူပေါ့နော်အမေကျွန်တော်ဘဝတော့ဟီးရိုးအမေပဲနော်အမေဖြစ်နေပေါ့အားနဲ့ကျွန်တော်ငယ်ကတော့အမြဲတမ်းဘာကြောင့်လဲဆိုရင်ကျွန်တော်စာရေးညံ့တယ်နော်စာရေးညံ့တော့ကျွန်တော်ဘဝမှာအမေမရှိရင်ကျွန်တော်လည်းမရှိဘူးပေါ့ဘာဆိုတော့ညဘူးပေါ့ကျွန်တော်ဘာမှမရှိဘူးကလုံးစာရေးကလုံးမှမတက်ဘူးပေါ့နော်ဒီမှာညက်ခဲ့ဒီလိုချင်းတွေရောက်ဖို့လည်းတစ်ခါမှစဉ်းစားမိဘူးနော်ကျွန်တော်ဆရာဖြစ်လာမယ်လို့လည်းတစ်ခါမှလည်းချက်မရှိခဲ့ဘူးကျွန်တော်ငငယ်တော့ငငယ်ဘွားတော့ဆရာဖြစ်လာမယ်စိတ်ကူရှိခဲ့တယ်ဒါပေမဲ့ကျွန်တော်10ရက်နောက်ပိုင်းမှာလည်းကိုရန်10ရက်နောက်ပိုင်းမှာပဲကျွန်တော်နည်းနည်းကြိုးစားစစ်ရှိလာတယ်ဘွားဆိုတာကအရှိမှတော့အများကြီးတိုးတက်ကြောင်းရှိသေးတာပဲဆိုတဲ့အရာကိုမြင်တာပဲနော်ငါအိမ်ငယ်ကခံခဲ့တဲ့ရာအမေမရှိရင်မလည်းမရှိတော့ဘူးဆိုတဲ့ခံခဲ့ရမှာမားတာပဲကျွန်တော်ဘဝမှာရှိမှာဘဝတွေအများကြီးရှိသေးတယ်ဆိုတော့စနေစုတင်ပြီးနောက်ပိုင်းမှာတရားလဲကျွန်တော်ဘဝမှာရှိသေးတယ်ဆိုတော့မြင်နိုင်တယ်နော်ဘဝဆိုတာကတကယ်တော့လူကြီးတွေပြောရတော့ဘဝဆိုတာတော့တူလေးပေါ့နော်ကောင်းကင်ဘဝကြားရတဲ့ at the scene နဲ့ညီကြီးပေါ်ထောင်ထားတဲ့ at the scene ကဖြစ်ချင်းထိမယ်ပေါ့နော်ဘဝဆိုတာရခဲ့ပေါ့နော်ဒါကြောင့်မို့ဘဝကိုတန်ဖိုးရှိအောင်နေပါဆိုတဲ့ဒီဟောပြောပွဲတွေအများကြီးကြားခဲ့ရအောင်နော်အဲ့ဒီအချိန်မှာဆိုင်ကဘဝဆိုတော့တန်ဖိုးအရင်ရှိပါလားပေါ့နော်ဘဝဆိုတာကိုကောင်းတာလုပ်ခဲ့တဲ့ຢာတွေကကိုတမိုင်းနေနော်တမိုင်းတကယ်တော့ကျွန်တော်အမြင်ကျွန်တော်ညီပြောပါနော်ဘဝဆိုတာတမိုင်းလေးအဲ့တမိုင်းမှာမင်းရဲ့တမိုင်းကလာမလာလဲဆိုတာမင်းရဲ့ဘဝပဲဆိုတော့ကျွန်တော်ညီဆုံးမခဲ့တာရှိစကားပါနော်ကျွန်တော်ညီမမိမှမမိလာတယ်ကျွန်တော်တော့မမိနေတယ်ပေါ့နော်ကျွန်တော်ခံချက်တော့ကျွန်တော်နည်းနည်းအရွယ်ရောက်လာပြီနော်ကျွန်တော်တိတက်လာပြီအလုပ်တွေကျိုးအလုပ်တွေတက်လာပြီပေါ့နော်ဘဝဆိုတမိုင်းမှာကျွန်တော်ခံယူပါတယ်ပေါ့နော်တမိုင်းပါလေဟုတ်ပါအဲ့ဒါဆိုရင်ခုနကမပါပြောခဲ့တာလေးတွေရှိတယ်ဒါပေမဲ့ကျွန်တော်ပို့ပြီးတော့တီးချင်လို့ပေါ့နော်ဒီအပြင်လူတယောက်အနေနဲ့ဒီအမှုတော်ဆောင်တယောက်အနေနဲ့မဟုတ်ဗျာဒီအမှုတော်ဆောင်ဆရာတယောက်အနေနဲ့အပြင်ဘဝရောက်လာတဲ့အချိန်မှာအပြင်ဘဝကိုရင်ဆိုင်တယ်ဒီလိုခက်ခဲလေးတွေရှိတယ်မူတော်ဆောင်တယောက်အနေနဲ့အပြင်ဘဝကိုသွားတဲ့အချိန်မှာ
ဒီကအမှုတော်ဆောင်ဟုတ်တဲ့အချိန်တော့ကျွန်တော်နေချင်းတို့နေတယ်နော်စနေစကူတက်ချင်းတဲ့တင်းတဲ့အချိန်ကျတော့ဆရာပုံစံနေလို့နော်အခုဆရာပြောင်းနေဖြစ်လာပြီဆိုတော့ကျွန်တော်ဒီဘဝရောက်တဲ့အချိန်နော်ပုံချင်းရောက်တဲ့အချိန်မှာထိန်းချုပ်ရတာပေါ့နော်အရင်အစိတ်နဲ့ဆိုတော့တောက်ချင်တယ်တောက်စားဖြစ်တယ်ဒီချက်ကိုပြန်အခုကျတော့ထိန်းချုပ်ရတာပေါ့ပြောတဲ့စကားနော်နည်းကျန်တမ်းတဲ့စကားဆိုရင်ကျွန်တော်ကြားချင်တာစာပြရတယ်ကွာတော့ပေါ့နော်ကျွန်တော်အရင်ကဘဝနဲ့အရင်ကတက်ရှင်ပုံနဲ့အခုတက်ရှင်ပုံနဲ့တမန်လို့စာဖြစ်လာတဲ့အချိန်မှာဘာလို့ဆိုရင်နီတီပေါ့နော်နီတီတစ်ခုပေါ့နော်ကျင့်ဖို့ပေါ့ပြောမှဆိုရင်ဓမ္မမှုလို့စာပြရနေနဲ့ကျင့်ဆောင်ရမယ်ကျင့်ဖို့တွေပေါ့နော်ကျင့်ဖို့တွေရှိရပေါ့နော်ရှိနေတယ်မှာကျွန်တော်လောကမှာဆိုရင်သူတို့ရေလိုက်ငါးလိုက်ဆိုရင်ကိုယ်လည်းရေလိုက်ငါးလိုက်ပြောစတယ်တွားရတယ်နော်တခါလေကျရင်ဘူဖြူစီစီလေးမှာဆိုရင်ဘူဖြူစီပုံစံနဲ့အတုံးလုံးနေရတယ်ခေါ်တာလို့လူငယ်တွေနဲ့တွေ့ရင်လည်းလူငယ်တွေအတုံးလုံးတစ်ခုရှိရပါတော့လူငယ်ဆိုရင်လည်းရေလိုက်အားလိုက်အတုံးလုံးလူကြီးဆိုရင်လည်းလူကြီးရဲ့အတုံးလုံးတွေလူတွေနဲ့လိုက်ရောနေချွေစားပါတော့ဥမာဒါတူရပူဆိုပူရဲပြောင်းလိုက်တော့နေနေလိုက်တယ်အေးရဆိုရင်အေးရဲပြောင်းအေးဒီမလိုက်နေနေချွေစားနေတဲ့အောင်တယ်ကိုကိုလေ့ကျင့်နေတယ်နော်ဟုတ်ကိုလေ့ကျင့်နေရဲ့မြင်တိုင်းတော့လောကထဲမှာတွိုင်းမှာငါအမှုတော့ဆောင်ပါဒီလိုပုံစံအဲ့အမှုတော့မရှိဘူးနော်လွယ်လွယ်လက်နေလွယ်လွယ်လက်ပြောလွယ်လွယ်စားပါဒါပေမဲ့သူရဲ့အတိုင်းအတာတစ်ခုပေါ့နော်ဥမာဖျက်ချောင်းနဲ့ရရင်ဖျက်ချောင်းထဲမှာရှိရင်ဖျက်ချောင်းစီကန်ဆိုတာရှိတယ်ဟိုမှာလူနာရောက်ဆိုလူစီကန်ရှိတယ်ဒါပေမဲ့ဘာစီကန်ရှိတဲ့နေရာဘာစီကန်ရှိတဲ့ပုံစံနေအဲ့လိုဒီကျွန်တော်တို့ကြိုက်တယ်အလူငယ်စတိုင်နဲ့နေတယ်အလူငယ်နဲ့ရောမယ်ဆိုရင်လူငယ်ပုံစံကဘလို့ဆက်ဆံလာလဲဆိုရင်ကျွန်တော်လည်းအဲ့အမှုဆက်ဆံပုံနဲ့ဆက်ဆံပြရတဲ့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းတင်နေသေးပါပဲတင်နေသေးလေးလာနေသေးပဲဖြစ်ပါတယ်ပေါ့ဒီမသိပဲအဲ့လိုဓမ္မမှုရဆောင်ပုံစံနဲ့တွိုင်းတော့အလုံးဆက်ဆံလာဘူးလို့ပုံစံလေးတော့နေထိုင်ဘူးပေါ့နော်ဆရာဘဝတစ်လျှောက်ရဲ့ဒီတွေ့ကြုံတွေထဲမှာပေါ့နော်တွေ့ကြုံထဲမှာလူငယ်နဲ့ဒီလူငယ်အဖွဲ့အစည်းထဲကအနောက်ရှက်ဖြစ်ဆုံးရာဒီနောက်ရှက်ဆုံးရာပေါ့နော်အဲ့ဒါဘာဖြစ်မယ်လို့ထင်တယ်ဒီလူငယ်နဲ့လူငယ်အဖွဲ့အစည်းကြားပေါ့နောက်ရှက်ဖြစ်ဆုံးရာကတော့ကျွန်တော်လူငယ်ကြားထဲမှာတော့စကားနားထောင်တာပေါ့စကားနားထောင်တာတယောက်နဲ့တယောက်စကားတယောက်နားမထောင်ကြတာအဲ့လိုပေါ့ကျွန်တော်အရင်ကတချို့လည်းတီးကြမှာပါကျွန်တော်အရင်ကလူငယ်ကောင်းဆောင်လုပ်သွားဆိုရင်ကျွန်တော်နှုတ်ထွက်ဖို့တော့နှုတ်ထွက်ဖို့တည်တော့ကျွန်တော်တိုက်တွန်းခဲ့ပါတော့ကျွန်တော်နေကြခဲ့ပါတော့ဘာလို့လဲဆိုရင်စကားနားမထောင်တာပါနော်စကားနားထောင်တာနဲ့စလာတယ်ဒီကစကားနားမထောင်ဆိုရင်ဝန်နေတယ်ပေါ့နော်ဟုတ်တယ်ဖွဲ့စည်းတစ်ခုမှလည်းဒီလိုပဲကိုကဒီလူတူတယောက်ကိုဘောချလို့ငါတို့ကောင်းဆောင်ဖြစ်ထိုက်တယ်ဆိုမှရွေးချယ်ထားတယ်ဟုတ်တယ်မလားဒီတယောက်ကောင်းဆောင်ဖြစ်ပါစေဆိုမှကျွန်တော်မေပေးမှသူ့ကိုကောင်းဆောင်ဖြစ်ခန့်ထားတယ်ပြောမှာတင်းတော်ကနေလည်းသူ့ကိုကောင်းဆောင်ဖြစ်စုတောင်းပေးတယ်စကတ်ပေးတယ်ဟုတ်လားကောင်းဆောင်ဆိုတော့အမြဲတမ်းမန်နေဆိုတော့ရှိပြီနော်သူကလည်းအားနေချက်ဆိုတာရှိမှာပဲဒါပေမဲ့သူပြောတဲ့အရာတွေတော့တစ်ခါလေကြာရင်နန်ချင်မှမရှိနေမှနေနေနော်အဲ့ဒါလေးကိုချက်ပြန်ပြန်ပေးပါပြီးတော့သူပြောတဲ့အရာကိုလည်းဒီနားလေးတော့မားနေတယ်ဒီနားလေးတော့ခင်လိုက်ပါဆိုအဲ့လိုပြောပိုင်ဖြစ်ရှိဒါပေမဲ့တစ်ခါလေကြာမပြောဘဲနဲ့စကားနားမထောင်ပြန်လည်းမပြောအဲ့လိုမျိုးအခိုက်အတန့်နဲ့အမှန်တမ်းတော့ဝမ်းနေစကောင်းပါတယ်ပေါ့အမှန်တမ်းမှာစိတ်ထိခိုက်မှုလည်းရှိရပါတခါလေကြာရင်တော့ထပ်ဆက်ထွက်ချင်တော့နော်ဒါလည်းပြုံးတော့မပြချင်တော့တဲ့ချိန်ခါတွေလည်းရှိခဲ့တယ်နော်ဒီလိုပဲအစီအစဉ်မှာပေါ့နော်တယောက်စကားနားထောင်ဖို့စကားပြောနားထောင်ပေးပါဥပမာဒီဟာလေးလုပ်ချင်နေဆိုရင်ဒီပေါ့ဟာဆရာဒါလေးတော့ကောင်းနေမှာမဟုတ်ဘူးပေါ့ဒီအလုံးပြန်ပြောပြပေးတော့ဟောပြန်စဉ်းစားဖို့ပေါ့တကယ်လို့ကောင်းနေတာပဲဟောဥပမာကောင်းနေတာပဲနော်ဒီဟာလေးလုပ်ချင်တယ်ဒါပေမဲ့ကောင်းနေတယ်ဒါပေမဲ့မလိုက်လာဘူးစကားနားမထောင်သေးဘူးဆိုတော့ဒီဖွဲ့စည်းထဲမှာအလုပ်လုပ်ရတဲ့ခက်ခဲရအဒီကြီးမားဆုံးပဲဟုတ်ကျွန်တော်
ကျွန်တော်အထင်လေးပေါ့နော်ပြောစိတ်ထင်ရတယ်ဘယ်လိုရှိလဲဆိုရင်ကျွန်တော်တို့ဒီစူလူငယ်တွေကဘယ်လိုပုံစံဖြစ်တာများလဲဆိုရင်ပြန်မပြောနားမထောင်တဲ့ပုံစံရမ်းများကြတယ်လူငယ်တွေမှာလည်းအဲ့ဒါတွေကကပ်ပါနေတယ်လို့ပဲကျွန်တော်စိတ်ထင်ကျွန်တော်တို့ဒီကျွန်တော်နဲ့ကျွန်တော်တဖွဲ့တဲ့လူငယ်တွေဆိုလည်းအဲ့လိုလူများတယ်ဒီနောက်တက်လာတဲ့လူငယ်တွေမှာလည်းကျွန်တော်အဲ့ဒါလေးတွေ့ရတယ်ပေါ့နော်ဒီအရင်တလားတော့ဆန္ဒနဲ့ပြောခဲ့သူပဲကျွန်တော်ဒီစုရဲ့ introvert ဖြစ်တာများကြတယ်တူလေးနေချင်းတဲ့ယောဂါကိုဒီနေ့အဖြစ်အဲ့လိုနေချင်းကြများတယ်အဲ့ကျွန်တော်စိတ်ထင်လဲပြောရမယ်ဆိုရင်အဲ့ဒါအရင်ဆိုးလို့ထင်တယ်ကျွန်တော်လူငယ်တွေမှာလေတယောက်တည်းနေချင်တာဒီအဖွဲ့အစည်းနဲ့ပတ်သက်လာရင်အားနေကြတယ်ဆိုတော့အဖွဲ့အစည်းနဲ့တွားရမယ်အဖွဲ့အစည်းနဲ့တွားရင်အဝေးရောက်တယ်ဆိုတော့သဘောမပေါက်ကြဘူးပေါ့နော်ခုနကမှပြောခဲ့တယ်လို့ပဲတယောက်လားတယောက်လားမထောင်ကြဘူးလူကောင်းဆောင်ပိုင်းကပြောနေတယ်နောက်လိုက်ရပြန်လဲပြောနားလည်းမထောင်ဘူးပေါ့နော်ဟုတ်တယ်ဗျာကျွန်တော်လည်းလှုပ်ထင်းနေဗျာပြီးရင်ဒီလူငယ်နဲ့လူငယ်ဖွဲ့စည်းကြတာလေအားကောင်းဆုံးအရာဆိုရင်တော့ဆရာမပြောမလဲအားကောင်းဆုံးအရာဆိုရင်တော့ကျွန်တော်ကပြောရမလဲဆိုရင်ပြောဝဲစားလုပ်တဲ့အချိန်ကနော်တခုပြောဝဲစားလုပ်တော့မယ်ဆိုရင်တော့ဒီနားမှာကိုအားရှိကြတယ်အရင်ကအားတရောပေါဝင်ကြတယ်နော်ဟုတ်ပြောမယ်ပါမယ်ဆိုရင်တော့ဒီမတန်မှအားရှိကြတယ်နော်ကျွန်တော်တို့မျိုးတွေရဲ့ရင်ကျေးမှုလားဒီထုံးစံဘယ်လိုပြောရမလဲအဲ့ဒါကြောင့်လားတော့မသိဘူးကျွန်တော်လည်းထင်တယ်အဲ့ဒီပြောဝဲစားဆွဲတဲ့အချိန်တော့သူကမြဲများတယ်စီစီလုံးစီးကြတယ်ဒီချိန်ပေါ့နော်တကယ်တော့လှုပ်ရလို့မယ်ဆိုရင်နည်းနည်းပျောက်သွားကြများတယ်ပေါ့နော်ဟုတ်တယ်ဗျာအဲ့ဒါတော့ကျွန်တော်ရဲ့ကာချာပေါ့ယဉ်ကျေးမှုတွေရတယ်ပြောရမှာပေါ့နော်ကျွန်တော်ယဉ်ကျေးမှုရတယ်ဟိုနေတကူပေါ့နော်အဲ့ဒါခါလည်းနေတကူအဲ့မှာဆိုရင်ကျွန်တော်တို့ဟိုတီရှူပင်ကိုပတ်ကြရတယ်နော်ဟုတ်တကယ်တော့အဲ့ဒါကဘာလို့လဲလို့ထင်တယ်ဆရာဟိုဆိုင်ကိုနေနေကျွန်တော်အနေနဲ့ကြတော့ကျွန်တော်ယဉ်ကျေးမှုတစ်ခုလိုပဲမြင်တယ်ဗျာယဉ်ကျေးမှုကျွန်တော်လီဆူရိုးရယဉ်ကျေးမှုအကောက်တစ်ခုဖြစ်တယ်ကျွန်တော်နေ့တည်းကိုကြိုးတယ်ပျော်ပွဲရှင်ပွဲလုပ်တယ်ပေါ့ကျွန်တော်အဲ့လိုမြင်တယ်ကျွန်တော်လီဆူလူမျိုးတော့မဟုတ်ဘူးเนาะဒါပေမဲ့လီဆူလူမျိုးအင်တာနက်ချစ်တဲ့သူဖြစ်တယ်လီဆူတွေးမပါဘူးပြောမယ်ဆိုရင်ဒီကလီဆူပြရရှမ်းဆိုတော့ရှမ်းပေါ့နော်ရှမ်းတွေးပါတယ်ဒါပေမဲ့ရှမ်းစကားလည်းမတက်ဘူးဒါပေမဲ့လီဆူယဉ်ကျေးမှုကိုအင်တာနက်ညံ့လို့ရပေါ့နော်ဟုတ်ဒါပေမဲ့အဲ့ဒီသင်ရှုမိမှာတခါမှတော့ဟိုကဖို့တခါတော့ကဘူးတယ်ပေါ့နော်ဒီဟုတ်ကဲ့ကျွန်တော်တခါတော့ကဘူးတယ်ဒါပေမဲ့ဘာလို့လဲဆိုတော့အဲ့ဒါဆူတောင်းတာဖြစ်တယ်လို့ကျွန်တော်အဲ့လိုကြောက်ဘူးလေပေါ့နော်ဟုတ်ဒီသင်ရှုမိမှာတက်ပြီးတော့ဆူတောင်းတာနော်အိမ်ဝင်အိမ်ထွက်အဲ့သင်ရှုမိကိုပတ်ပြီးတော့အိမ်ထွက်ဆူတောင်းပြီးတယ်ဒီမျိုးကဆူတောင်းပြီးတယ်အမီတက်ဆူတောင်းပြီးတယ်လို့ကျွန်တော်အဲ့လိုဘိုးကြီးရဲ့ပြောတာတော့ကြောက်ဘူးပေါ့နော်ဟုတ်လားတော့မသိဘူးပေါ့နော်ကျွန်တော်အဲ့သင်ရှုမိကိုပတ်ပြီးတော့အဲ့ချင်းရှိပြီးမှရှိတဲ့ဟိုနတ်ဖျားပေါ့နော်ဒီကနတ်ဖျားတိုင်တယ်ပြီးတော့စီတောင်းပွဲလေးတက်တာပေါ့နော်တချင်းလေးကနေမှတချင်းလေးဆိုပြတာလေးပြီးပေါ့နော်ဟုတ်တယ်လို့ကျွန်တော်ခံအဲ့လိုသိရတယ်နော်ဟုတ်ကဲ့ဒါကျွန်တော်ခုမှသိရပါတကယ်တော့ပြီးတော့ခုနကမဖာလည်းပြောခဲ့တယ်နော်မဖာဒီဟိုလူရွယ်ပိုင်းလူငယ်ပိုင်းရောက်လာတဲ့အချိန်မှာမဖာကျောင်းဆရာတယောက်ဖြစ်ချင်ခဲ့တယ်ပေါ့နော်အခုအနေနဲ့ကြည့်အမှုတော်ဆောင်ဆရာတယောက်ဖြစ်လာခဲ့ပြီဆိုရင်ကိုပါခုချင်းပါဖြစ်နေမယ်လို့မဖတ်ထင်တယ်ကျွန်တော်မှုတော်ဆောင်ဖြစ်လာဘူးဆိုရင်ခုချင်းမှကျွန်တော်လာဟုတ်ကျွန်တော်ခုချင်းဆိုရင်လမ်းဘေးတနေရာမှာတွားနေရတူတော့ဖြစ်နေမယ်ဒါမှမဟုတ်ရင်ကျွန်တော်စပင်းရဆိုင်ဆရာတခုတယောက်ဟုတ်လေကျွန်တော်လာပြီးကွန်ဆယ်ဆန်တခုဟုတ်ကျွန်တော်စီးပွားရေးတစ်ခုမှလုပ်နေပြီပေါ့နော်ကျွန်တော်ပြောတတ်ပေါ့နော်ဟုတ်ဒါပေမဲ့ကျွန်တော်ရဲ့ဟိုကျွန်တော်တိတက်စာနေဆိုင်မှာကျွန်တော်ကျောင်းစရာဖြစ်ချင်တယ်ကျောင်းစရာမဖြစ်ခဲ့ရင်လည်းကျွန်တော်ဓမ္မမှုတော်ဆောင်ဖြစ်မယ်ဓမ္မမှုဆောင်ဖြစ်ခဲ့ရင်လည်းကျွန်တော်ဟိုအလိုတော်တိုင်းဒီမှာရေအလုံးလုံးခံပြီးတော့ပေါ့နော်ဒါပေမဲ့လည်းအခုတော့မှုတော်ဆောင်ဖြစ်လာပြီမှုတော်ဆောင်ဖြစ်လာပြီမဲ့လည်းကျွန်တော်တို့ဒီဈာမှာပေါ့နော်ကျွန်တော်စုံစမ်းခြင်းတွေတွေးထိုးခံရတာတွေပေါ့နော်စိတ်သက်ကြတာတွေပြောခံရတာတွေဂျုံနိုင်တော့ကျွန်တော်လမ်းတွေတက်တယ်ပေါ့နော်သူတွေက
တချို့ကမှုတော်ဆောင်လုံးဝထွက်သွားပြီရှိတယ်ဒါပေမဲ့ကျွန်တော်အခုမှစလန်းနေဆိုတော့ကျွန်တော်တို့ဒီမှုတော်ဆောင်ရဲ့ခက်ခဲမှုတွေတော့မှစကြုံဖူးတယ်ပေါ့နော်အရင်ကလည်းကြုံဖူးတယ်ဒါပေမဲ့မီးဆန်းတဲ့ပုံစံပေါ့ဒါပေမဲ့အခုလည်းတကယ်လက်တွေ့ပေါ့နော်ဒီစစ်မြေပြင်မှာကျွန်တော်ရောက်ပြီဆိုတော့ဒီရှစ်ကြုံပေါ့နော်အဲ့ဒီကျွန်တော်လေးစဉ်းစားရင်ပြောတတ်ပေါ့နော်လမ်းလေးပိုင်းလည်းပြောတော့မယ်တရားလိုတော့ရှိတဲ့နေရာကိုရောက်တော့မယ်တရားလိုတော့မရှိတဲ့နေရာလည်းရောက်သွားနိုင်တယ်ပေါ့နော်တကယ်ပြောတတ်ပေါ့နော်လူရဲ့စိတ်ဆိုတော့အချိန်နဲ့အများကြောင်းကြောင်းလေးနေတာဆိုတော့နော်ပြီးတော့ဒါကျွန်တော်မဖာကျွန်တော်တို့ Sunday School တင်ခဲ့တော့ကျွန်တော်အခုချိန်ကြီးအမှတ်ရနေတဲ့ဂျမ်ပိုင်းလေးပေါ့နော်အဲ့ဒါဗာလဲဆိုရင်ကျွန်တော်အမှတ်ရတာလည်းဒီလိုရှိတယ်ပဲကျွန်တော်အဲမညံအကြောင်းအဲ့ဒီဂျမ်ပိုင်းကိုကျွန်တော်မမိနေချင်းမျိုးမဟုတ်ဘူးရောရှုလာတာမှမဟုတ်ဆူချလာဒီအဲ့ဒီဂျမ်ပိုင်းကိုသူတို့နေရောက်တယ်တယောက်ကလို့ရတာအဲကျွန်တော် Sunday School တက်နေတော့ပေါ့နော်အဲ့ဒါဗာဂျမ်ချက်လဲဆိုရင်တစ်ကောခန်းကြီး73ပိုက်ငယ်လေးပေါ့နော်မေတ္တာကြီးစိတ်ရှိတက်ဤကျေးဇူးပြုတက်ဤဆိုတဲ့ဟာပေါ့နော်ကျမ်းပိုက်လေးပါအဲ့ကျမ်းပိုက်ကိုမမိနေရချင်ကဒီရုပ်ရှိတော်မဆူရှာအကြောင်းလေးပါတယ်သူတို့ဒီအလို့ရပြီလို့ကျွန်တော်အဲ့ဒါကိုဆွဲနေတာပေါ့နော်ပြီးတော့အဲ့ကျမ်းပိုက်ကိုကြည့်လိုက်ရင်ကျွန်တော်ဘာလို့တော့မရလဲဆိုဆရာဘောကိုကျွန်တော်တော့မရဘူးအဲဒီမေတ္တာလေးစိတ်ရှိတက်ဤကျေးဇူးပြုတက်ဤဆိုရဲကျမ်းပိုက်နဲ့ပတ်သက်လိုက်ကျွန်တော်ဆရာကိုမရလေအဲ့ဒါပတ်သက်ပြီးတော့ဆရာမေတ္တာအကြောင်းဆရာရှင်းပြနိုင်တယ်လို့ရှင်းပြပါဦးတကယ်တော့မေတ္တာဆိုရင်တမန်နဲ့ငယ်ရတာခုရှိတယ်ပေါ့နော်ဟုတ်မေတ္တာဆိုရရကတော့တူနဲ့တူလေးစားမှုတစ်ခုတော့ကျွန်တော်ဟုတ် respect ပေါ့နော်လေးစားမှုတစ်ခုတော့ကျွန်တော်ဒီလေအဲ့ဒါကကျွန်တော်ရဲ့ခင်ချက်ပေါ့နော်ဟုတ်လေးစားမှုတစ်ခုအနေနဲ့လေးစားမှုနဲ့ကျွန်တော်လှုပ်ဆောင်မှုနဲ့ပေါင်းလိုက်တဲ့အချိန်မှာမေတ္တာဆိုတာထွက်လာတယ်ပေါ့နော်အဲ့နှစ်ခုပေါင်းမှပဲမေတ္တာဆိုတာထွက်လာတယ်ဆိုတဲ့အရာမျိုးနေတယ်ပေါ့နော်ဟုတ်မေတ္တာဆိုတာကအမြဲတမ်းနည်းနည်းရဲ့အမြဲတမ်းမှခေါ်ပြဖို့ရဲ့အမြဲတမ်းကြီးတဲ့အရာတစ်ခုဖြစ်ပေါ့နော်မေတ္တာဆိုတာဒီများမျိုးပုံဖော်ကြရဲ့ပေါ့နော်မေတ္တာဆိုတာဒီလိုမျိုးပေါ့နော်ထောင်ရချစ်တဲ့ပါတော်ပါရဲ့မျိုးတွေရှိတယ်ပေါ့နော်ဒါပေမဲ့ဒီချမ်းချက်ထဲမှာကျတော့မေတ္တာအဲ့ဒီမေတ္တာကျတော့အာဂဗေပေါ့နော်နိုင်လို့မရတဲ့မေတ္တာကိုပေါ်ပြနေခြင်းဖြစ်ပါတယ်ပေါ့နော်လောကကြီးမှာကျွန်တော်နေထိုင်နေတဲ့ပတ်ဝန်းကျင်မှာဆိုတော့ကဘာကြီးဝါတော့မေတ္တာတရားနဲ့ပတ်သက်လာလို့ဆိုရင်နေပဲပေါ့နော်နည်းနည်းလေးပဲလိုက်လုံးနေတဲ့သူတွေရှိတယ်နော်နေချင်းပဲပေါ့နော်တကယ်ကိုတရားဓမ္မဘာမှာအမှန်တမ်းအားကြီးပါလေဆိုတဲ့သူတွေမှာမေတ္တာကိုနည်းနည်းပပပဲလုပ်နေတယ်နော်မေတ္တာဆိုတဲ့အရာနည်းနည်းပပပဲလိုက်ချနိုင်တယ်ကျွန်တော်တို့ဆိုပြောနေနေပေါ့နော်မေတ္တာကိုနည်းနည်းပပပဲလိုက်ချနိုင်လို့ရှိရဲ့တချို့ကျတော့လည်းအဲ့နည်းနည်းပပတဲ့ပုံကိုပြီးမှလိုက်ချနိုင်တဲ့သူတွေရှိပါတယ်နော်ဒါပေမဲ့မေတ္တာဆိုတော့ခေါ်ပြလို့မရဘူးနော်ဒီစကလုံးနဲ့တော့မေတ္တာလို့ပြောတုံးရတယ်နော်ဒါပေမဲ့ခေါ်သူတို့ခြားရလို့မေတ္တာဖြစ်တယ်ဆိုမှအဲ့ဒါမျိုးခေါ်ပြလို့မရဘူးနော်အဲကျွန်တော်ခဏပြောလို့ပဲလိုက်ရှာမှုနဲ့ကျွန်တော်လိုက်ရှာမှုနဲ့ကျွန်တော်အပြောရရင်ခဏပြီးတော့ဒီလိုက်ရှာမှုပုံစံပေါ့နော်ကျွန်တော်ပေါ်ပြပေးတဲ့ရဖြစ်တယ်ပေါ့နော်ကျွန်တော်လှုပ်ဆောင်မှုပေါ့နော်ကျွန်တော်လှုပ်ဆောင်မှုကကြံတန်းတဲ့အရာဆိုရင်ဒါမေတ္တာဆိုလို့တော့နော်မေတ္တာဆိုလို့တော့ဘူးကျွန်တော်လှုပ်ဆောင်မှုကညဉ့်ညံ့နေဆိုတာမေတ္တာဒီပုံညာကတည်းကဆိုတတ်ကြအောင်နော်ဒါပေမဲ့တစ်ခါလေကျမေတ္တာမှာလည်းကြံတန်းတဲ့အရာဆိုတာရှိတယ်ကြံတန်းတဲ့မေတ္တာနော်အဲ့ဒါမိဘတွေမေတ္တာပြုပါလေပေါ့နော်မိဘတွေမေတ္တာလည်းတစ်ခါလေကျတာသမီတွေကိုဖြစ်စေချင်တာဟုတ်တယ်မလားဖြစ်စေချင်တာဒီလိုဖြစ်စေချင်တဲ့ကြောင့်မို့တာသမီတွေအမှုနည်းနဲ့တစ်ခါတည်းပြောတယ်ဥမာမနဲ့နားထားချင်တယ်ဟုတ်လားထားစေချင်တယ်ဆံကိုရေးထားပါတော့ပထမတစ်ခါပြောလို့တို့ဒီတစ်ခါပြောနည်းနည်းချမ်းသာတတိယတစ်ခါနည်းနည်းချမ်းသာနောက်တစ်ခါတော့အကြီးကြီးဖြစ်သွားဒါမိဘတွေမေတ္တာကြံတန်းတဲ့ဆိုရဖြစ်တယ်နော်ဒါပေမဲ့ဖယားခင်ရဲ့မေတ္တာကျတော့ကြံတန်းတာလည်းရှိတယ်ဉာဏ်တာလည်းရှိတယ်အလယ်လက်လည်းရှိတယ်နော်အဲလိုမျိုးမေတ္တာရှိကြတယ်ဒါပေမဲ့ကျွန်တော်ပေါ်ပြချင်တဲ့မေတ္တာကတော့လက်တွေ့လောက်ဆောင်ဖို့တက်ဖြစ်ပါလေပေါ့လက်တွေ့လောက်ဆောင်လက်တွေ့လောက်ပြန်ဟုတ်တယ်မလား
ခရစ်တော်ရဲ့မေတ္တာကအမှန်တမ်းအထူးယူစရာကောင်းတဲ့အရာဖြစ်တယ်။ဒါဆိုသူကပြောတယ်လက်တွေ့တယ်လုပ်ကြတယ်လိုက်လျှောက်တယ်ဟုတ်လားဒီတော့အဲကြောင့်မဟာဓမ္မဂတိရဲ့အထက်မှာလေတခင်ယေရှုသင်ခဲ့ရတဲ့ဒီလိုက်ဒီမှာသက်ရှင်တယ်ဘာလို့လဲသူရဲ့အတွက်မေတ္တာလမ်းပြခဲ့တယ်ပုဂ္ဂိုလ်ကြီးလေးတော့အဲကြောင့်လို့သူရဲ့အထက်မှာလေဒီရဲ့မေတ္တာလမ်းတော့သူကဒါမေတ္တာလမ်းပဲဒါမေတ္တာစစ်ပဲဆိုတော့ပြီးတော့သူလိုက်လျှောက်တယ်အဲ့လိုပဲဥပမာကျွန်တော်ကဒီလမ်းကိုပြလိုက်တယ်ဥပမာဒီဟာလက်တလမ်းဖြစ်တယ်ကျွန်တော်ပြောလိုက်ရမှာဒါပေမဲ့အဲ့ဒီလမ်းကိုဟိုလူတွေကလိုက်ကြည့်မှာလိုက်ကြည့်မှာမေတ္တာဒီຢာရောက်ကောင်းတယ်ဒီဟုတ်တယ်သူပြောမေတ္တာတာစစ်တယ်ဒီမှာဒီလိုလိုက်ရှောက်တယ်မေတ္တာဆိုတာကိုလောက်ပြတဲ့ຢာနော်ကိုလောက်ပြတဲ့ຢာဒါအဲ့ဒါကမေတ္တာစစ်ဖြစ်တယ်ဒီပါဒီနောက်ဆုံးလေးခုံးပါနောက်ဆုံးလေးခုံးပါမေးချင်တယ်ဆိုရင်ဒီကျွန်တော်တို့ခရိယန်တိုင်းဝိုင်းထဲမှာပေါ့နော်ဒီလူကျွန်တော်တို့လူသားနဲ့ဒီဖျားနဲ့အချိန်ဆက်လေးရှိတယ်ဥပမာပြဆူတောင်းနေဆိုရင်ကျွန်တော်တို့တုံးလုံးတာဆူတောင်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်နဲ့ဒီဖျားကြားတဲ့စကားပြောချင်းကိုနေရာဖြစ်တော့အဲ့လိုပြောချင်းဖြစ်တယ်အဲ့ဒါပတ်သက်ပြီးတော့မေးချင်တာဒီကျွန်တော်လူသားတယောက်အနေနဲ့ဒီဖျားစီရလာတဲ့စကားတန်ကိုဘယ်လိုနည်းနဲ့ကျွန်တော်တို့ကြားနိုင်လဲဒီဖျားပြောတဲ့စကားတန်ကြားရဖို့ကျွန်တော်တို့ဘယ်လိုပြုမှုပြင်ဆင်ထားတဲ့လေပေါ့ဘယ်လိုကြားနိုင်လဲဘယ်လိုပြင်ဆင်ထားရမလဲတရားရဲ့စကားတန်တော့ကျွန်တော်ဒီတိုင်းနားထောင်နေတော့ကြားရပါတော့ဘုရားကိုကျွန်တော်ဒီတိုင်းကြည့်နေတော့မြင်ရပါတော့ဘုရားရဲ့စကားကိုကြားဖို့အတွက်အများစုကျန်တဲ့ပုဂ္ဂိုလ်အများစုတုံတင်မှာနှုတ်ကပတ်တော်ပေါ့နော်ကျွန်တော်ကိုင်နေတဲ့နှုတ်ကပတ်တော်ကျမ်းစာဖြစ်ပေါ့နော်အဲဒီမှာဘုရားရဲ့စကားကုန်ပါတယ်ပေါ့နော်အသေးမွားကစကုန်ပါတယ်ပေါ့နော်ကျွန်တော်နေ့တိုင်းကျွန်တော်တခါတည်းကျရင်ဘုရားစကားပြောတော့ဘူးလားဆိုမှတိုင်းဘုရားစကားကိုထိုင်ဆောင်နေနေစားဘုရားစကားဘာပြောချင်လဲဆိုတာကိုကျွန်တော်သိဖို့အတွက်နှုတ်ကပတ်တော်ဖတ်ဖို့လိုအပ်တယ်နှုတ်ကပတ်တော်နဲ့လေ့လာဖို့အတွက်လိုအပ်တယ်ပေါ့နော်တခါတည်းကျွန်တော်လမ်းအရှိတော်ဘူးလမ်းခက်ခဲနေဆိုရင်ကျွန်တော်နှုတ်ကပတ်တော်ကိုဖတ်ကြည့်လိုက်ပါငါဒီလိုပြင်ဆင်ထားပေးရဆိုမှဘုရားခင်ကဒီလိုပြင်ဆင်ထားပေးတယ်ဆိုတော့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်သိရတယ်လို့တခါတည်းကျရင်ဘေးမိသားစုအားဖြင့်တော့ကောင်းတငယ်ချင်းအားဖြင့်တော့ကောင်းတရိษံအားဖြင့်တော့ကောင်းဘုရားစကားပြောရရှိကျွန်တော်ဥပမာနဲ့တစ်ခုပြောမယ်ဆိုရင်ကျွန်တော်ငယ်တော့ဘောနော်တခါတည်းဘောနော်ကျွန်တော်မိဘတွေစကားနားမထောင်နဲ့မိဘတွေကိုပြန်မှပြောမိတာဖြစ်ဖြစ်ဘုရားနဲ့ကောင်းခောက်တော့မယ်နော်ပြောရရင်တခါတည်းကျရင်ကျွန်တော်ဘုရားကောင်းခောက်တာဘုရားကိုရှိမှမတွေ့တွားလိုက်ရင်တနေ့မှာတော့တိုက်နေတာဒီအဲ့ဘုရားကောင်းခောက်တာကျွန်တော်ဘုရားစကားပြောโอเคပါဘုရားကဘယ်လိုစကားပြောလဲဆိုရင်တခါတည်းကျရင်ကျွန်တော်အခုချိန်မှာပျော်ရွှင်ခဏနေကျရင်ခက်ခဲသွားပြီမှာကျွန်တော်ကုန်းကောက်ဆရာမရှိတော့အောင်ခက်ခဲနေတဲ့အချိန်မှာအဲ့ချိန်မှာဘုရားခင်ကမျိုးလူတခုတယောက်နေဖြစ်နိုင်ရောခုခက်ခဲနေမှာဒီလိုအပ်နေမှာဆိုမှအင်းလာပေးချင်းရတဲ့ဘုရားစကားပြောနေတယ်ကျွန်တော်တို့ခံယူပြောပါမယ်ကျွန်တော်တက်တာမှာဆိုရင်တစ်ခါမှငွေမရှိတော့တဲ့အချိန်ရှိခဲ့ပြီလေဒီလူငယ်တောက်ရှောင်းပါတော့ကျွန်တော်လူငယ်တောက်ရှောင်းမှာဒီကျွန်တော်ဆန်စကူတင်တော့ဒီကဆံဝေးရတဲ့တင်ပါတော့နော်ပတိုင်းလို့တခုမှတခုကျွန်တော်ခေါ်လေရပြီးတခုခေါ်ကြွေးတာဒီလိုလုပ်ရမှာတနေ့ကနေရောက်ပြီဆိုကျွန်တော်စီမှာဘယ်လောက်ရှိတယ်ဆိုကျွန်တော်အမြဲတမ်းပြန်ရေးတက်တယ်နော်ဟုတ်ရေးတက်ပြီးတော့ဒီတစ်ပတ်မှာတော့ကလေးတွေမှာဘယ်လောက်ဘယ်နှယောက်ခေါ်လာမယ်ဘယ်နှယောက်ရှိတယ်ဆိုတော့ကျွန်တော်အမြဲရေးတက်ပြီးတော့ခေါ်လာဖြစ်တယ်မျိုးပေါ့နော်မရှိတဲ့အချိန်ကျတော့တနေ့ကနေရောက်ခင်းဆိုငါဒီခေါ်တော့မရှိတော့ဘူးငါနည်းနည်းခက်ခဲနေပြီအဲ့တော့ဒီတစ်ပတ်တော့ကလေးတွေမခေါ်လာဖြစ်တော့ဘူးကလေးတွေပြောအောင်ထားနိုင်တော့ဘူးဆိုတော့အဲ့လိုတွေးတော့ဝင်လာတယ်ဝင်လာပြီးမဲ့တနေ့ကနေရောက်လာတဲ့ဘုရားရောပြင်ဆင်ပြီးသားဖြစ်တယ်တခုမဟုတ်တယောက်မဟုတ်တယောက်ကျွန်တော်တခုခုနဲ့လာပြီးတော့ဘုရားစကားပြောပြရအောင်နော်ဆရာဘုရားတတိပြပေးတာအရင်ခံယူပြီးတော့နော်ဆရာစကားပြောတာဆိုတာတော့ကျွန်တော်နားနေတော့ကြားဘူးပေါ့နော်ကျွန်တော်လက်တွေ့အထက်တာမှာကျွန်တော်ကြုံတွေ့နေရတဲ့အခက်အခဲဘူးမှာငကလေးအားဖြင့်ကျွန်တော်စကားပြောတာဥမာတရိษံအားဖြင့်ဥမာလူအားဖြင့်မိဘအားဖြင့်ကျွန်တော်ဘုရားစကားပြောနေရပါတော့နော်နင်းမကောင်းတဲ့ချက်လို့နော်ဘုရားနဲ့ဓာတ်ခတ်တော့မယ်
ဘုရားနဲ့ဒုက္ခပြီးတော့ဘုရားနဲ့လက်ရိုက်တော့နေပြောတယ်အဲ့ဒါဘုရားစကားပြောနေတာဖြစ်တယ်ဒါကြတဲ့မိဘတွေအဖြစ်စကားပြောနေအဲ့ဒါကိုကျွန်တော်နားမထောင်နဲ့ဆက်လုပ်နေတယ်ဆက်မားနေတယ်ဆက်ဒီမှာအဲ့ဒီအမားလည်းပဲလျှောက်တော့နေမှာရှင်ဘုရားပြောတဲ့စကားကကျွန်တော်နားမထောင်ချင်းဖြစ်တယ်မိဘတွေနဲ့ဆင်ပြောလိုက်ဟုတ်ဥပမာကျွန်တော်ဗုဒ္ဓဘာသာရေးဆိုရင်ဖရာမိဘအင်္ဂါမိဘကိုနံပါတ်3နေရာမှာထားတယ်ဖရာအနေနဲ့ပြီးတော့ဆေးရအောင်ဆုံးမှာလားအဲဒါကြောင့်ဗုဒ္ဓဘာသာရေးခင်ဆက်ကပြန်ပြန်နေမှာကျွန်တော်ခရိယန်ရေးတက်တာမှာလည်းအဲ့လိုပဲဖရာပြီးဓမ္မဆေးရဓမ္မဆက်ဆံမှာပြီးတော့ရင်မိဘပြီးတော့ကျွန်တော်တင်ပေးရဆရာဆရာမတွေအဲ့လိုထားတယ်လို့ကျွန်တော်ခံယူအဲ့ဒီ3မျိုးကနေမှကျွန်တော်စကားပြောတယ်လေစကားပြောတယ်မိဘကိုယူသေးစွာပြုပါဆိုမှကျွန်တော်ချမ်းသာမှာပြောတာကဒီမိဘအဖြစ်ကျွန်တော်ဖရားစကားပြောနေတယ်ဒါဒီကျန်ပြောနေတယ်နော်အတားတာလို့တော့ကောင်းဘူးနော်ဖရားမချိုက်ဘူးနော်ဒါဖရားစကားဖြစ်နေတယ်โอเคပါအဲ့ဆိုရင်ဆရာကျွန်တော်မေးဖြစ်တဲ့ဆရာဒီပြောချင်တဲ့စကားရှိရင်ပြောလို့ရပါတယ်ဆရာကျွန်တော်ပြောချင်တဲ့စကားတော့ကျွန်တော်ဒီနေ့ဆန်နေမှာရှိကြတဲ့ဒီစုလူငယ်တွေတက်လာနောက်တက်လာမဲ့ဆယ်စုကလေးလူငယ်တွေဘောနော်နောက်ပြီးနောက်ထပ်မှဖျားခင်ကောင်းကြီးတွေထွက်လာမဲ့တာတမီတွေလည်းဒီဗီဒီယိုတွေဒီအင်တာဗျူးလေးမှာပါခွာပေးချင်တယ်ပါအကြံပေးချင်တယ်ဆိုရင်ကျွန်တော်ကဒီစုလူမျိုးဖြစ်တယ်ဘောနော်ဒီစုလူမျိုးဖြစ်တဲ့ကြောင့်ဒီစုစကားဉာဏ်တက်ကြပါတယ်ဘောနော်စကားတက်တဲ့တခုနဲ့ကျွန်တော်မလုံလောက်ပါဘူးဘောနော်ကျွန်တော်စာတက်ဖို့လိုအပ်နေပါတယ်ဟုတ်ကျွန်တော်ဒီရဲ့စကားနဲ့စာကိုကျွန်တော်သိချာမလေးလာဘူးကျွန်တော်သိချာမလိုက်စားဘူးဆိုရင်ဒီနေ့ကျွန်တော်အသက်ကြီးလာတဲ့အချိန်တိုင်းကျွန်တော်ရဲ့လက်အောက်မှာရှိတဲ့အမျိုးဆက်လေးတွေကိုကျွန်တော် lesson camp ပြင်အတွက်ကျွန်တော်စီမှာအခွင့်အရေးမရှိတော့ဘူးเนาะဟုတ်အခွင့်အရေးမရှိတော့ဆိုရင်ကျွန်တော်ရဲ့ဒီစုလူမျိုးရဲ့စာရဲ့ကျွန်တော်ရဲ့စကားတွေကပျောက်သွားမှာဖြစ်ပါတယ်ဘာလို့ဆိုရင်ကျွန်တော်ဒီစုလူမျိုးတွေကဒီစုချင်းယူဖို့အင်မတန်တိုက်တွန်းဖို့အင်မတန်ဟိုဆိုကျွန်တော်ယူဖို့အတွက်အမှန်ခက်ခဲကြတယ်နော်ဟုတ်တယ်အလီစချင်းတိုင်းဟာဒါငါဦးလေးဒါငါတော့ဖြစ်နေပါပြီအဲ့လိုမျိုးကျွန်တော်တို့ရဲ့တွေးလိုက်မှစကား mix အောင် make ဖွင့်တာမဟုတ်ဘူးပြောင်းတယ်တိုင်းဝဲချင်းလာတိုင်းဝဲချင်းလာပြီးတော့ကျွန်တော်ဟိုအတွေးနဲ့လိုက်မှဟိုမျိုးရိုးနဲ့လိုက်ဆက်တဲ့အချိန်မှာကျွန်တော်ဦးလေးတွေတော့ဖြစ်သွားတဲ့အချိန်မှာကျွန်တော်ဒီစုဒီမျိုးတွေကတချို့ဆိုရင်တိတ်ယူချင်းကြဖို့တခြားပါလားတခြားလူမျိုးတွေရုပ်သွားယူနေတဲ့အချိန်မှာကျွန်တော်တို့လီစုစာရေးလီစုဘာသာစကားရဲ့ဟိုကျွန်တော်တို့ဟိုမေးတော့တာပဲပျောက်သွားတာတွေရှိတယ်နော်ဒါပေမဲ့အဲ့ဒါတွေမပျောက်ဘူးရင်ပြကျွန်တော်တို့လူငယ်တွေရှေ့ခုတက်နေတဲ့လူငယ်တွေဟိုရှိတဲ့ရှိလူငယ်တွေကြိုးစားဖို့တက်လို့အဲ့ဒီကစကားဒီကောင်းနဲ့စာလဲတက်ဖို့တက်လို့အပ်ပါတယ်ပေါ့ဘာလို့လဲဆိုရင်နောက်ဒီတင်းတော့မှရှိတဲ့လူကြီးတွေတင်ထောက်တွေမရှိတော့တဲ့အချိန်မှာကျွန်တော်ကတင်ထောက်နေရပြန်ရမယ်တင်းအုပ်နေရပြန်ရမယ်နော်အဲ့ဒီမှာပြောလို့မရဘူးကျွန်တော်တို့ဒီနေရာပြန်ရတဲ့အချိန်တိုင်းကျွန်တော်တို့ပြန်နေပြီးတော့ဥဆောင်တဲ့အချိန်မှာကျွန်တော်တို့ဒီစုအတုံးလုံးတွေဒီစုစကားတွေဒီစုစာတွေကိုကျွန်တော်လက်စစ်ပြန်ပြီးတော့ထိမ့်သိမ့်ဝင်အတွက်ဖတ်တယ်ဆိုတဲ့အကြောင်းတွေကိုပေါ်ပြချင်တယ်နောက်ပြီးတော့ကျွန်တော်ဟိုလီစုလူငယ်များနောက်ပြီးတော့အာမလျှော့ပါနဲ့အာတင်ထားကြပါလို့ကျွန်တော်ခက်ခဲနေတဲ့အချိန်ကာလကြီးမှာကျွန်တော်တို့ဒီလိုကတခုနဲ့တူကျွန်တော်မိသားအဖြစ်ဟိုဖေးမကိုကျွန်တော်ပြောသလိုပဲမိသားအဖြစ်ဖေးမမယ်ကျွန်တော်လှုပ်ဆောင်မယ်ကျွန်တော်လက်တွဲခေါ်ပြီးမှလမ်းလွှဲနေတူကိုကျွန်တော်လမ်းမှန်လို့ရအောင်ကျွန်တော်ခေါ်ပြဖို့တက်ဖြစ်ပါတယ်ပေါ့ကျွန်တော်ကိုယ်တိုင်ကလည်းဟိုခဏရှိကခေါ်ပြလိုက်မယ်ဒီစုလူမျိုးမဟုတ်ပေမဲ့လည်းဒီစုလေးကိုချစ်တယ်ဒီစုလေးကိုဟိုတံပိုးထားတယ်ပေါ့နော်တံပိုးထားပြီးတော့ဒီစုစာကိုအများကြီးတော့မဟုတ်ဘူးနည်းနည်းလေးတော့တင်ထားတယ်နည်းနည်းလေးတော့တက်ညှပ်ထားတယ်လေးနဲ့ပဲဖရားရဲ့မှုလို့မှာဘုံမထင်ရှားဖို့အတွက်ဂျန်တဲ့လူငယ်တွေလည်းဖရားဘုံမှာတိုင်းထင်ရှားဖို့အတွက်ကျွန်တော်ဘာသာစကားကျွန်တော်ရဲ့စာပေအားဖြင့်ကျွန်တော်ဖရားရဲ့ပုံတိုင်းထင်ရှားစေဖို့အတွက်တုံ့ပြုဖို့အတွက်စူးစမ်းဖို့အတွက်ဒီနေ့ဖြစ်သွင်းချင်ပါတယ်ပေါ့ဒီနေ့အင်တာဗျူးပေးတဲ့ဆရာစံဘူလည်းသူ့ကိုချစ်တင်ပါတယ်ပေါ့ဘုရားခင်ချမ်းသာကောင်းချီးရရှိပါစေလို့ဒီနောက်မှာပဲအဲ့ဆိုရင်ဟုတ်ကဲ့ပါဒါဆိုရင်ဥပမာနောက်ဆုံးအနေနဲ့ပေါ့နော်ဆရာစနေစကူတင်ခဲ့တော့တက်ရောက်ခဲ့တဲ့ကလေးတွေအခုဆိုရင်လူငယ်ပိုင်းတွေပေါ့နော်သူတို့လည်းပြီးတော့လက်ရှိဒီနမ်ဆန်ဒီလေ့ကျင့်တဲ့တော့မရှိနေတဲ့လူငယ်တွေလည်းတောင်းပြီးတော့ဒီစနေစကူကလေးတွေကိုပဲဖြစ်ပေါ့နော်အဲ့ဒါလူတွေနှုတ်ဆက်စကားလေးနောက်ဆုံးအနေနဲ့ပြောပြပါနှုတ်ဆက်တယ်ဆိုတော့တနေရာတစ်ခုတနေရာပါရင်မှသူခွဲခွာရတဲ့အရာပေါ့နော်ဒါပေမဲ့ဒီမှာတော့
ဗီဒီယိုလေးကိုကျွန်တော်ဆုံးတက်ဖို့ရတော့နောက်ဆက်ဖော်ရလို့ကျွန်တော်ခံယူပါတယ် ဟုတ်ပါတယ်ဗျာဟုတ်ဗျာ ဟုတ်ကဲ့ပါကျွန်တော်အဝေးရောက်နေတယ်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများချစ်ရတော့ကလေးငယ်များကိုလည်းဒီနေ့လွန်ဆူပြီးတော့တက်နေကြပါတယ်ဟောကျွန်တော်တို့ semester တင်ခဲ့တဲ့ကာလတွေမှာအမတရားတွေအများကြီးရှိကြပါတယ်ဟောအချို့ဆိုရင်ပြီးလို့မရတဲ့အရာတွေရှိတယ်အချို့လို့ဆိုရင်ကျွန်တော်တို့အခုထိပြန်ပြောရင်လည်းကျွန်တော်တို့ဟိုပုံပြင်တစ်ခုလို့မဟုတ်ဘဲနဲ့ကျွန်တော်မတမစိတ်ထဲမှာခံစားရပြီးတော့အခုမနေ့ကဖြစ်နေတဲ့ပုံစံတိုင်းဖြစ်နေရရရှိခဲ့ပါတယ်ဟောဒီမှာရှိရဲ့ညီမလေးတွေနဲ့သူရှိခဲ့တဲ့အချိန်လေးကိုလည်းပြန်ပြောကြတယ်ဒီရတယ်ဟိုဖျားရလို့တော့ရှိနေပြန်ဆုံးချင်ပါတယ်ဟိုနောက်အားလုံးကိုဒီဗီဒီယိုကြည့်ချင်းအဖြစ်လဲကျွန်တော်ရဲ့တနေ့ကျရင်ပြန်ဆုံးကြမှာဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်အဖြစ်မဆုံးလည်းဝိညာဉ်အဖြစ်ဆုံးကြမှာပါနမ်ဆောင်လည်းအားလုံးရှိတဲ့များကြီးပြန်လာစေချင်ပါတယ်ဟိုကျွန်တော်တော့ကျွန်တော်ရဲ့တက်တာမှာပေါ့နော်ဖရားလို့တော့ရှိရင်ဒီမှာပဲကျွန်တော်အရွေးထုတ်ပြီးတော့ဒီမှာပဲဖရားမှုတော့ထမ်းဆောင်ခြင်းတယ်ပေါ့နော်နောက်ပြီးတော့ဟိုနေရာတီကိုတွားကြတဲ့ညီကိုတွေကိုလည်းကလေးတွေကိုလည်းပြောချင်တယ်ဆိုရင်ရှိတဲ့နေရာမှာကျွန်တော်ကြိုးစားပါနောက်မှကြံခဲ့တဲ့ကျွန်တော်တို့ရဲ့ဟိုရှေ့တက်လာမဲ့မျိုးဆက်လေးတွေကိုလည်းအားပေးစရာရှိရင်အားပေးပါဟိုကျွန်တော်လက်ဆင့်ကမ်းစရာရှိရင်လက်ဆင့်ကမ်းပါပေါ့နော်ကျွန်တော်အဲ့လိုလေးလုပ်ဖို့ရန်အတွက်အဝေးရောက်နေတဲ့ညီကိုတွေလည်းပြောချင်ပါတယ်ကြံတက်လာမဲ့ကလေးတွေကိုလည်းပြောချင်တယ်ဆိုရင်ကျွန်တော်အရှိကကိုကြီးအမကြီးတွေလုပ်ခဲ့တဲ့ဟာတွေမားခဲ့တဲ့ရှိရင်အဲ့ဒီမားခဲ့တဲ့ဟာကိုကျွန်တော်ပြန်ပြီးတော့ဖုံးပြီးတော့အမှန်ဒေါ်လာကိုပြန်ရောက်ဖို့ရန်အတွက်ကျွန်တော်ရဲ့အမြင်တွေကျွန်တော်ရဲ့အတွေးခေါ်တွေကိုပြောင်းလဲဖို့ရန်အတွက်လိုအပ်တယ်ကျွန်တော်အမြဲတမ်းအားရှိဖုန်းထဲမှာပဲကျွန်တော်မနစ်မြုပ်ပြီးနေနော်မနစ်မြုပ်ပြီးနေကျွန်တော်ရဲ့စီနီယာကိုကြီးတွေစီနီယာဆက်ဆံမတွေဘာတွေလုပ်ခဲ့တယ်သူတို့ရဲ့လုပ်ခဲ့တဲ့ငန်းစင်တွေကိုကျွန်တော်ပြီးတော့ရှာဖွေပြီးလေ့လာပြီးတော့ကျွန်တော်ရဲ့အနာဂတ်မှာကျွန်တော်ရဲ့ရှေ့မှာတင်တော်ကြီးနိုင်ငံတော်ကြီးပြရဲ့မှုတော်မှာဒီချက်မှာတိုးတက်ပြီးတော့အောင်မြင်တော့တင်တော်အောင်မြင်တော့တက်တာဒီတိဖြစ်ပွင့်အတွက်ရှေ့တက်လာမဲ့ကလေးငယ်များလူငယ်များကိုလည်းအားပေးချင်ပါတယ်ပေါ့ကျွန်တော်တို့တမိုင်းတမများကျွန်တော်လည်းကျွန်တော်တမများဟိုအချိန်ရတဲ့အချိန်မှာကျွန်တော်တက်လာမဲ့ကလေးငယ်များကိုလည်းအားပေးနေအတင်းတော်မှာရှိတဲ့တင်တော်တင်သားများကိုလည်းအားပေးနေမူတော်မှာဆက်ပြီးတော့ပေါင်းချင်ပါတယ်ပေါ့အဲဒါစတဲ့ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ဆံမိုး